Nhớ đoàn nông bê Vô xe đuê đi Nhớ vốn xanh lo bàm nhanh ngạm Kháng khánh ế chi nấy bàm bì gô Nhớ y mang ngà Loan bì bà y Lê bìa mẹ hú Phô lê dù nèm Ông đu dê yu đu mẹ biểu ra Đu mẹ nhang nấy bà nà nèm Tòa lăng là bông lâu dồn gô Ai dùng nhé miệng mang xa thiên vệ Đi đuên ông mẹ đi bệ bù dìm Đi đuên đi lạ tâm thả niệm Mẹ gà đập xa Nhân tây khá hụ Nhá xoa cho thi mê nghe bí lì Khấy lan đá lăng quả vệ Mang ngà xây y Phê mê xì đi Nê mi giá lạ Thế đó giáo Ê ra Thì nê khó mẹ tìa Chê gà mẹ Mà nê gà đúng không Ô gà ta lô gà gì chi bộ Lưu đi bình nhà bê gà Đi thế gà lê Mà mẹ gạo chạp vô Ô gà ta lô gà sô là Lưu đô yé nê à nê biên gô khó Lưu đô yé nê à nê biên gô chi đô áp xin Nê biên mô xí đô tất bên đi mẹ Ta ta bảo Tốt trọng Chê nê Ê ra gô xúc dì à Lô gà gì ta ya la mà la Ta ya mà la bù la sô là Đá gô bắt mà dì à Chê gà bình nhà xí Thì hàm bình nhà xí Bố gô đô yé chi xu nê Lưu lô gà gì Bà đô đê bà biểu nê nê Chê slang chi đô Đô lô gà gì Ta ya la mà la Sô ra Ê đi Ô gà ta lô gà gà Sà gà biểu nê Ô gà ta lô gà gà Bố hàm bia Ở miền nằm mây khỏi ဘုန်းကြီးတိုင်းနဲ့ပြည်နယ်ဒီအနှံပြရောက်လာတယ်။အောက်ပြည်အလတ်မြေလပိုင်းအညာဒေသဒီဓမ္မကာလေးကိုပဲတနင်္သာရီတိုင်းတောတွေတောင်တွေခြောက်တွေမြောင်းတွေရေငန်းပိုင်းရေချိုးပိုင်းနေအနှံပြရောက်ခဲ့တဲ့နေရာလည်းရှိတယ်။တောတောင်တွေတဲဆိုးပြေးတယ်။အထူးသဖြင့်မြေလပိုင်းဖြစ်တော့ကြောက်ပတောင်းရေနံကြောင်းမကွေးမိထီလာသာစီဝမ်းတွင်းစသည်ဖြင့်အဲ့ဒီနံတရောကြီးနောက်မိသားလန်းတစ်ချောက်လာခဲ့တယ်မိသားလန်းတစ်ချောက်ရန်ကုန်ပေါ့အောင်ကားနဲ့လာခဲ့တယ်လောကကြီးကြည်ရင်လာလမ်းဘေးတစ်ချောက်အကုန်လုံးကြည့်လာခဲ့တယ်တောင်ကိုရေရာရှိရေနီစသည်ဖြင့်သူနေရာတရားပွဲတွေဟောလာခဲ့တယ်ပေးတည်ရွတ်လာခဲ့တယ်သူတို့အဆန္ဒလည်းဖြစ်ခဲ့တယ်လောကကြီးလည်းကြည့်ခဲ့တယ်လောကကြီးဘာသူဘာပြောနေလဲမြန်မာပြည်ကြီးသားရလာမှာပြေးကြတယ်ဒါကြောင့်မို့နောင်တော့ဆရာတော်ကြီးအမေရှိတာမှန်လိုက်လေလို့လူများဝမ်းသာအားရကျေးဇူးတင်ကြလိမ့်မယ်မြန်မာပြည်ကြီးဘသူဘာပြောနေလဲဘာမှမဖြစ်ဘူးဘာမှစိုးရင်ကြမှာဖြစ်ဘူးအဲ့ဒါမှတ်တယ်လောကကြီးတဲသားရတယ်၆တွေ့နေလို့ရှိရင်လောကကြီးမကောင်းဘူးရှေ့ကဘုန်းကြီးဒီခကြီးအကျဉ်းချင်းသွားဘူးတယ်ဖြတ်တန်းဘူးတယ်အခုလိုဆောင်းရဒီကြီးတောင်မှတက်ပင်လေးညှိုးလို့၆လို့တက်ပင်လေးရွက်လက်ရိုးတံလေးခြီလို့နေတယ်အခုနွေရာဒီတပေါင်းလာရောက်ရွဟောင်းကျွေးလို့ရွက်တဲ့လောင်းမဲ့ဒီခါဒီချိန်မှာဆိုလို့ရှိရင်ရွဟောင်းနေကျွေးလို့နေတဲ့အချိန်ကြီးမှာသက်ပင်တွေအကုန်လုံးစိတ်ဆိုးနေတယ်မြေလပိုင်းတွေပေါ့အညာပိုင်းတွေပါကိုကဒီတက်တောင်သားတယ်လို့ရှိသေးတယ်ဘယ်နေရာကြည့်ကြည့်သက်ပင်တွေအကုန်လုံးစိတ်ဆိုးနေပန်းတွေကလည်းပွင့်လို့နေကြတယ်မြက်ခင်းတွေကလည်းစိတ်လို့နေကြတယ်လောကကြီးသားရနေတယ်အဲ့ဒါတတ္တလောကမဟုတ်သေးဘူးဩကာသလောကခေါ်တယ်ဩကာသလောကကြီးသားရနေလို့ရှိရင်တတ္တလောကခေါ်တယ်တို့မြေကြီးပေါ်နေတဲ့လူတွေအတွက်သားရလာမှမကြဘူးအဲ့ဒါအမြင်ကြည့်နေအမြင်နမိတ်ကြည့်နေနော်မနေ့ကစကားလေးအဆက်နားရှင်းအောင်တို့ကဘုန်းကြီးထံလာမေးကြတယ်အဲ့ဒါကလောကကြီးကိုတို့မြန်မာပြည်ကြီးဘာမှစိုးရိမ်ကြမရှိဘူးဆိုတဲ့စကားအဆက်နော်ဒီနေ့ခေါ်မဲ့တရားကယောမာတရံပိတရံဝါမေသောဓမေနပောတတိဣရိဝနံပတံတံတိပစ္ဆာတကေပမောတတိယောမေသောအကျဉ်မိဘကျေစုအထိုးတိဒသာကောင်းသမီးမြတ်သည်မာတရံဝါမြင့်ဖို့နှိုင်းစမကပြန်ကျူကျေစုကြည်သည့်မွေးတဖမွေးအမိယံမွေးတမိခင်ကျေစုရှင်ကို၎င်းပိတရံဝါမျက်မိုးနှိုင်းရှင်ဂုံရင်အနန္တော
ပြော၍မပြီးကျေးဇူးကြီးလားမွေးဖကို၎င်းဓမေနမင်္ဂလာတရားမမှားမဆောင်လမ်းကောင်းမချောတရားတော်နှင့်အညီဟောတတိမိဘကျေးဇူးအထူးတိတာလုတ်ကျွေးပြုသူကြီးပြုကြ၏ဤဒေဝပစ္စုပန်လောကဤခဏဤဘဝ၌မင်းလင်နံသောမိဘကျေးဇူးအထူးတိတာလုတ်ကျွေးမွေးပြုသောသားကောင်သမီးမြတ်ကိုပတံတန်တိချီးမွမ်းကြကုန်၏ပန္လိတာလိမ္မာမြင်သည့်ပညာရှိတို့သည်ပတံတန်တိတော်ပေ၏တော်ပေဟုအာဩခြင်းချီးမွမ်းကြကုန်၏ပစ္စဓမ္မလွန်လောကနောက်ဘဝ၌သက်ခေဘုံတာဝရိန်ဂုံရှိန်မြောက်များဂုံရှိန်ကြီးမနာများတို့ပြောပါသံယာထနရွာ၌ပမောတတိဝမ်းမြောက်ကြည်သာမပင်မပန်းချမ်းချမ်းသာသာခံစားစံစားရာမြဲဖြစ်လေတည်းလူတို့အတွက်သိကြပါသေးတော့လို့ရိုးရိုးလေးဆိုတဲ့စကားမိဘကျေးဇူးလူများဟာသိရမယ်လူရလို့ဖြစ်လာရင်မိဘရှိကြတယ်မိဘမရှိဘဲနဲ့လူဖြစ်မလာနိုင်ငယ်စဉ်ကတောင်းကြည့်မိဘကမွေးလာလို့လူဟာလူရလို့ဖြစ်လာခဲ့ဘဝလက်နှလုံးပခုံးလက်နှစ်သက်ဝါဘတ်တော်ကစီနှစ်နဲ့လူဖြစ်အောင်မွေးခဲ့ကြတော့မိဘကျေးဇူးလူငယ်တွေမသိကြဘူးမိဘစကားနားမထောင်ကြဘူးအဲ့ဒီလိုဖြစ်ကြတော့ကြောင့်မိဘကျေးဇူးကြီးတယ်မိဘကျေးဇူးကြီးကြောင်းလို့မြတ်စွာဘုရားရှင်ကသာဝတိပြည်ဒေတွန်ကျောင်းတော်တဲ့၌မိဘလုတ်ကျွေးသောယဟန်ငယ်တစ်ပါးကိုမိဘလုတ်ကျွေးခြင်းသည်ကျုပ်ကျွေးတတ်တယ်လို့ဟောပြောတယ်ဟောပြောပြီးနောက်သစ္စာပရိယောတာနေသစ္စာပြပြီးတော့အဆုံးနဲ့ထိုမိဘလုတ်ကျွေးတော့မာလူဘောဓလယဟန်သောတာပန်တည်သွားတယ်ဒီအကြောင်းကိုဟောတယ်အဲ့ဒီအကြောင်းနဲ့ဆက်လို့ဒီနေ့ဘုဒ္ဓကျောင်းကစာပနေရိုက်မြတ်စွာဘုရားရှင်သာဝတိပြည်ဇေတဝန်ကျောင်းတော်ကြီး၌တရင်သုံးနေတော်မူစဉ်အခါဝဲသာဝတိပြည်ကြီး၌အလွန်ချမ်းသာသောမဟာဒနာတထေကြီးရှိတယ်ဥစ္စာကလေး80ကျွယ်ဝသူတို့မှာပစ္စည်းတွေကများပြတော့လေသားသမီးကများများမရှိဘူးသားတစ်ယောက်တည်းရှိမိဘတို့သည်သားတစ်ယောက်တည်းရှိတော့ကထိုသားတစ်ယောက်ကိုမျက်စိတစ်လုံးနဲ့ရှိတော့သူဒီကိုမျက်စိကိုထိခိုက်မှဆိုရအောင်သောကြောင့်စောင့်ရှောက်ကြတဲ့ခဲ့လို့တယောက်ထိရှိတော့မိဘတို့ဒီသားလေးတယောက်ဟာကိုမျက်စိအောက်ကအပြောက်မှခံခြင်းဘူးဒါမိဘတို့ရဲ့ထုံးစံပိုးမွေးတယ်လို့မွေးပြီးတော့နေကြကြသားတယောက်တည်းရှိဘယ်နေရာသွားဒီသားလေးမျက်စိအောက်ကအပြောက်မခံခြင်းဒီလိုပဲသားလေးမွေးပြီးတော့လာကြဒီမွေးမိမလောင်လက်မွေးမိမလောင်မိဘကလည်းချမ်းသာဒီလိုနဲ့လာကြကြသားရဲ့ဘဝနောက်ခံပါရမီကိုတော့မိဘများကမသိဘူးပေါ့တို့သားဆိုတာတို့သားလို့ဒီလိုပဲသဘောထားတယ်အဲ့ဒီသားလေးကမိုက်ကောင်းသောသားမဟုတ်ဘူးလိမ္မာသောသားလိမ္မာသောသားဖြစ်သောကြောင့်မိဘများနဲ့အတူသာဝတိပြည်ဇေတဝန်ကျောင်းတော်ကြီးသွားပြီးတော့သူများနေလူတရားနာသွားကြတော့သားလေးခေါ်သွားတယ်သားလေးကလိုက်ပါသွားမိဘတော်နဲ့အတူနေရာချင်းအတူထိုင်ပြီးတော့တရားနာကြတော့မြတ်စွာဘုရားတရားဟောတယ်ဆိုတာမြတ်စွာဘုရားအနည်းကသာဝကတပိလက်သားယဟန်နေချမ်းရမ်းလို့ချိန်မြဲထုံးတာဖြစ်တယ်။သံဃာတော်တွေကဘေးကချမ်းရမ်းနေတာသူကအိမ်ကနေပြီးတော့ပထမဆုံးရောက်တော့သာဝတိပြည်တွေကဇေတဝန်ကျောင်းတော်ကြီးရောက်တော့ယဟန်သံဃာတော်ကြီးမြင်ရယဟန်သံဃာတော်ကြီးမြင်ရတာကလူတွေနဲ့ရောမထိုင်ပဲနဲ့မြင်သောနေရာမှမြတ်စွာဘုရားနဲ့ခဆန်းလန့်တရားတဲ့ကထိုင်ရမြတ်စွာဘုရားနောက်တော်ကလည်းချမ်းရံလို့ထိုင်ရတာလည်းရှိတယ်အဲ့ဒါလေးကြည့်မြတ်စွာဘုရားရဲ့အတရေတော်ကိုလည်းကြည့်သူရဲ့တိတတ်သောဉာဏ်ဖြင့်မြတ်စွာဘုရားကြီးထိုင်နေတာမြတ်စွာဘုရားကြီးရဲ့ရောင်ကြီးတော်မြတ်စွာဘုရားကြီးရဲ့32ပါးသောယောက်ျားများလက္ခဏာတော်ကြီးနဲ့ပြည့်စုံ၍တင့်တယ်၍ကြီးညိုပဲကောင်းသောအဆင့်နောက်တော့ကယဟန်သံဃာတော်တို့ရဲ့ငြိမ်သက်သောအိန္ဒြေနှင့်ထိုင်၍နေကြသောပုဂ္ဂိုလ်တို့ရဲ့ကြီးညိုပဲလူတို့နဲ့ခြားနာချက်ကိုသူ့မျက်စိထဲမှာတမျိုးကြီးအရာသာခံစားတခဲ့နေရတယ်မြတ်စွာဘုရားရှင်ကတရားဟောတဲ့တရားတွေကလည်းသူတို့ရက်ထက်ရွာတဲ့ကြားနေကြစကားမျိုးကမဟုတ်ဘူး
ရထက်ရွာတဲ့ပြောနေရစကားတွေကစားရေးတောက်ရေးသားရေးသမီးရေးဟိုရေးဒီရေးရောထွေးပြီးတော့နှစ်သက်ဖွယ်မရှိအလုံးပလဲနဲ့မတန်ရှင်းသောစကားတွေဒါပြောကြတယ်မြတ်စွာဘုရားရှင်အင်္ဂါ၈ဖို့ပြည့်စုံတော်မူသောအတန်တော်နဲ့ဟောသောအတန်တော်ကလည်းကြီးလင်းပြတ်သားအတန်တော်ကကောင်းရဲ့အပြင်ဟောကြားတဲ့တရားစကားတွေကလည်းလူတို့ရရွာတဲ့၌ပြောနေကြစကားမျိုးမဟုတ်ဘူးဘယ်ကဲ့သို့သောစကားတွေကြားရောဘယ်ကဲ့သို့သောအရာသာခံစားရတယ်ဆိုတာထိုတထေသားရဲ့နားထဲမှာတစ်မျိုးကြီးခံစားရတယ်မိဘတို့မှာတော့ဒီကဲ့သို့ဌာနချင်းမရှိဘူးသားရဲ့နားထဲကလည်းတစ်မျိုးကြီးဖြစ်တယ်သားရဲ့မြင်ကွင်းကတစ်မျိုးကြီးကြည်လင်လာမြတ်စွာဘုရားမြတ်စွာဘုရားမြတ်စွာဘုရားကြီးညိုဝဲကောင်းတော့တဲ့အတရေတော်ကြီးဒါကိုတစ်စိမ့်စိမ့်ကြည်၍နေတယ်မြတ်စွာဘုရားပေးကချမ်းရမ်းနေတဲ့ယဟန်သံဃာတော်တွေကိုလည်းကြည်လို့ကြည်ညိုပြီးတော့နေတယ်ဘာနဲ့တူလဲဆိုတော့သူ့မှာမမှီမကန်းနဲ့ကျေတာယာနက္ခအပေါင်းတို့ဖြင့်ချမ်းရမ်းနေတော့လပြည့်ဝင်ကြီးခဲ့လို့တင့်တယ်ပါပြီတဲ့ဘဒုံမှာကြာတော်ကြီးအလေဆွေးဆေးကြီးလှုပ်ရှားသွားနေတဲ့ခဲ့တင့်တယ်ပါပြီတဲ့ကြီးညိုပဲကောင်းတဲ့လောကကြီးတို့မြင်နေကြဟာကလူလောကကလေးတွေသားတွေသမီးတွေနဲ့အိမ်တွေနဲ့နွားတွေတွဲတွေနဲ့လှုပ်ရှားလို့သွားလာလို့ပြောကြဆိုကြသားတွေနဲ့ဘာမှမတူဘူးတမူချာနာတော့လောကကြီးပါလားမြတ်စွာဘုရားသတင်း300ကျောင်းတော်ကြီးမြတ်စွာဘုရားထိုင်တော်မူတဲ့နေရာမြတ်စွာဘုရားအနည်း၌ချက်ကပ်သောပုဂ္ဂိုလ်တို့ရဲ့ထူးခြားချက်ဒါတွေကြည့်ပြီးတော့နေတာမြတ်စွာဘုရားတရားဟောတယ်ဟောတဲ့တရားနားထောင်လိုက်ထိုးတင်တယ်ဖို့ကြည့်ကိုမြင်လိုက်မြင်ပြီးတော့သူ့စိတ်တွေကတစ်မျိုးတင်းညွတ်သွားတာအိမ်ပြန်ရင်စိတ်မရှိတော့ငါတော့အဲ့ဒီယဟန်တန်ဃာတော်ဒီလိုထိုးအထက်ဝင်ပြီးတော့နေရလို့ရှိရင်မြတ်စွာဘုရားနဲ့နေတိုင်းဖူးတွေ့ရမှာမြတ်စွာဘုရားရဲ့တပည့်သားတွေနဲ့လည်းရင်းရင်းနှီးနှီးနေရမယ်လူတို့တဲ့ထူးမြတ်သောပုဂ္ဂိုလ်အဖြစ်လည်းရောက်လာမှာဘဝနောက်ခံရှိတော့သူ့အတွေ့ကဒီအတွေ့တွေ့တော့မြတ်စွာဘုရားတရားပြီးလို့ပြိတ္တတွေဟိုဒီထွက်ပြောင်သွားကြတော့မြတ်စွာဘုရားထံသူကသွားချင်းကပ်မြတ်စွာဘုရားထံချင်းကပ်ပြီးတော့မြတ်စွာဘုရားတပည့်တော်အခြားသောပုဂ္ဂိုလ်များကဲ့သို့ယဟန်ပြုခြင်းပါလေယဟန်ပြုပေးတော်မူပါလို့သွားကြောင်းပါမြတ်စွာဘုရားရှင်ကဒီအချိန်မှာသိက္ခာပုဒ်တစ်ခုပြညတ်တယ်မိဘခွင့်မပေးသောသာသမီသားမြေများကိုယဟန်မပြုရဘူးလို့သိက္ခာပုဒ်ပြညတ်ထားတယ်ပြညတ်ထားသောကြောင့်သင်ဒီခွင့်တောင်းเสียမိဘရှိသေးသလားလို့မေးတော့မိဘရှိပါလေလို့ဆိုတာကောင်းပြီဒါဖြင့်သင်ရဲ့မိဘများထံခွင့်တောင်းကြည့်အောင်လို့ပြန်ပြောလိုက်တယ်ဒါနဲ့အိမ်ပြန်သွားတယ်အိမ်ပြန်သွားတော့မိဘများထံခွင့်တောင်းတယ်မိဘများထံခွင့်တောင်းတော့မိဘများကတယောက်သေးသောသားဖြစ်တော့ရောက်လွယ်ခွင့်မပေးဘူးဒါကသူ့ရဲ့ဇာလအစဇာလပနဲ့ချခဲ့မြတ်စွာဘုရားရှင်သည်ပထမဘုရားဖြစ်တော်မူပြီးလို့မိဂရာဝန်တော်ဓမ္မစကြာတရားဟောတော်မူသောဝါမိဂရာဝန်နဲ့ဝါဆိုတော်မူမိဂရာဝန်နဲ့ဝါဆိုပြီးနောက်သောအခါရာဇဂိုပြည်တို့မြတ်စွာဘုရားကြွလာမြတ်စွာဘုရားရာဇဂိုပြည်၌ကြွလာပြီးတော့တရင်သုံးတယ်ဆိုတဲ့အကြောင်းဖာခမီးတော်သုတ္တရဏမင်းကြီးကကြားတော့သားတော်ဘုရားပူမြင်ညက်လိုက်တယ်သားတော်ဘုရားပူမြင်ညက်လိုက်တာသားတော်ဘုရားကလည်းတို့ကပ္ပိလို့ရွှေနှမ်းလို့ကြွားမြန်းတော့မမူဘူးဘယ်နဲ့လုပ်ရပါမလို့သားဘုရားလည်းမြင်ညက်လိုက်တာသားဘုရားမမြင်ရတာလည်းကြာလှပြီသားဘုရားခုတွေ့ကိုဘယ်နဲ့လုပ်ရပါမလဲညာနဲ့အမတ်လိမ္မာတယောက်ကိုခေါင်းဆောင်ပြီးတော့ယောက်ျားအချံ1000နဲ့သွားရာဇဂိုပြည်တို့သွားကြလေမကရတိုင်းနဲ့မကရတိုင်းရာဇဂိုပြည်သွားကြငါဖာခမီးတော်ရဲ့အမှားစကားကိုယူသွားကြအရှင်ဘုရားဖာခမီးတော်ကသားတော်ဘုရားကိုခုမြင်ကြပါလေဖာခင်ကြီးလည်းရှေ့ကနေမတူတော့ပါဘူးဗျာယိုရင်းလို့လာခဲ့ပြီအိုမင်းခဲ့ပါပြီအိုမင်းယိုရင်းလို့အရွယ်ဆိုရောက်ခဲ့တော့ရောက်သားဘုရားကိုခုမြင်ရင်လှပါကြဗျာဒါကြောင့်မို့မြတ်စွာဘုရားသိခံပြီးတော့ကပိလဝရွှေနှမ်းလို့ကြွားမြန်းတော်မူပါလို့ငါရဲ့အမှားစကားကိုယူပြီးတော့လျှောက်ထားကြတယ်1000ယောက်ျားအချမ်းရနဲ့ရာဇဂိုပြည်တို့သွားကြတယ်ရာဇဂိုပြည်ရောက်သွားကြတော့ထိုမကကောင်းဆောင်လို့မြတ်စွာဘုရားတရင်သုံးတော်မူရာရောက်သွားကြတယ်
ထိုချိန်မြတ်စွာဘုရားရှင်ကပရိသတ်၄ပေါ်တရားဟောပရိသတ်၄ပေါ်တရားဟောကကျုံတော့ပရိသတ်အစွန်ကထိုင်ပြီးတော့သူတို့ကြည်ခိုးကြကြည်ခိုးပြီးတော့တရားနာကြတယ်မြတ်စွာဘုရားဟောတော်မူတဲ့တရားဒီတစ်ခါပဲကြားရတယ်သုဒ္ဓောနာမင်းကြီးရဲ့သားတော်ဘုရားဆိုတာလေကြားယုံကြားရောက်တယ်ဒီတစ်ခါလာခုတွေ့ရဘူးလေမြတ်စွာဘုရားလည်းခုတွေ့တယ်သံဃာတော်များကိုလည်းကြည်ခိုးတယ်ဟောကြားတော်မူတဲ့တရားတော်ကိုလည်းနားထောင်တယ်တရားနာနေကြတဲ့ပရိသတ်အခြေကိုလည်းကြည်ကြတယ်ကြည်ရင်နဲ့နေပြီးတော့မြတ်စွာဘုရားတရားတော်ဟောတဲ့ဟာတွေတစ်ဖြည်းဖြည်းနားတဲ့စိတ်ဝင်ပြီးတော့လာတယ်မြတ်စွာဘုရားတို့ဒီဟောတော်မူသောအစဉ်တိုင်းဒါနကထာသီလကထာသက္ကကထာမေဃကထာကာမာတိနဝကထာစသည်ဖြင့်အစဉ်တိုင်းတရားတွေဟော၍သွားတော့တရားတွေကတစ်ခုပြီးတစ်ခုပြီးတဲနားထောင်လို့ကောင်းတယ်သူတို့နေရသောဘဝနဲ့တဲချမ်းသာလူဘဝဆိုသည်တို့ဟာလူရဲလို့နေကြနန်းတော်တဲ့နေတဲ့အခါနန်းတော်တွင်နန်းတွင်းသူနန်းတွင်းသားဒါတွေပဲမြင်အစိုးရဘရင်အဝန်တန်းတွေဒါတွေပဲမြင်ရတယ်သူတို့လုပ်တဲ့စကားတွေပဲကြားရတယ်မြတ်စွာဘုရားရှေ့တော်မှောက်ရောက်လို့မြတ်စွာဘုရားဟောကြားတဲ့တရားကြားရတဲ့ခါကျတော့အလွန်ချမ်းသာတဲ့စကားတွေသူတော်ကောင်းတရားသူတော်ကောင်းစကားနှစ်သက်ဖွယ်ကောင်းလိုက်တဲ့တန်ရှင်းသောစကားတန်ရှင်းသောအဖြစ်တန်ရှင်းသောဘဝကျင်းလေးမှုတန်ရှင်းသောတန်တရာလောကကြီးကိုဒီတခါစတင်၍ကြားကြသောအခါသူတို့သည်အထူးဆန်းအံ့ဩဖွယ်ကဲ့သို့ဒီမကပဲနဲ့နှစ်သိမ့်၍ကြီးနိုး၍စိတ်ဝင်စားပြီးတော့နေကြပြီးတော့တရားတော်ဆုံးတဲ့တထောင်သောယောက်ျားများနဲ့တော့ခေါင်းဆောင်လာတော့အမတ်လိမ္မာပါမြတ်စွာဘုရားရဲ့တရားတော်နဲ့စိတ်ဝင်စားလို့အိမ်ပြန်ရင်စိတ်မရှိကြတော့ဖာကမီးတော်သုဒ္ဓောနာမင်းကြီးကမှားတဲ့စကားတွေတော့တဲပြီးတော့အလေးမထားကြဘူးမြတ်စွာဘုရားယခုလောလောဆယ်ဟောတဲ့တရားကိုသာလည်းစိတ်ဝင်စားနေကြတော့ကြောင့်တရားတော်ဆုံး၍ပရိသတ်ဉာဏ်ရှင်းသွားတော့အခါမြတ်စွာဘုရားထံကျင့်ကပ်ပြီးတော့မြတ်စွာဘုရားတပည့်တော်တို့ကပိလဝတိကလာခဲ့ကြပါလေမြတ်စွာဘုရားရဲ့သူမျက်နှာကိုဖူးပြီးတော့တစ်ချိန်စတော့ဥသောတရားကိုကြားနာရပါတယ်တပည့်တော်တို့ဒီတရားကိုနှစ်သက်သောကြောင့်တပည့်တော်တို့လူလောကီကိုဖြစ်မပြန်လို့တော့ပါဘူးဒါမို့တပည့်တော်တို့အားလုံး1000နဲ့တယောက်တို့ကိုယဟန်ပြုပေးတော်မူပါလို့တောင်းပါတောင်းမှတော့မြတ်စွာဘုရားရှင်ကထိုသူတို့ရှေးအကြောင်းကိုပြန်ပြောင်း၍ရှုကြည့်တော်မူတယ်ရှေးအကြောင်းပြန်ပြောင်းကြည့်တယ်ဆိုတာသူတို့သည်ဘယ်ကဲ့သို့သောယဟန်ပြုလင်ဖြစ်မလဲဒါကိုကြည့်တယ်မြတ်စွာဘုရားရှင်လက်ထက်တော်ကယဟန်ပြုနည်း7မျိုးခွင့်ပြုထားတယ်တရဏကမနယဟန်ကစရ7မျိုးရှိအဲ့ဒီ7မျိုးတဲ့အေဟိဘိက္ခုယဟန်ဆိုတာကအမြတ်ဆုံးဖြစ်တယ်အေဟိဘိက္ခုယဟန်ဆိုတာကအေဟိဘိက္ခုယဟန်မြတ်စွာဘုရားကပြုကျင်ပေမဲ့သူရဲ့နောက်ကျောင်းကကံတရားကိုပြန်ကြည့်ရသေးတယ်ကံတရားဆိုတဲ့နေရာဒီနေရာကံတရားကဘယ်လိုကံလဲဆိုတော့သင်္ကန်းတပိတ်ပရိက္ခယာလှူဘူးသောကံပါသလားဒါကြည့်ရတယ်တစ်ချိန်သောအခါကတစ်ခုသောသာသနာ၌တပါးသောပုဂ္ဂိုလ်ကိုဖြစ်စေတစ်ချိန်ခါဖြစ်စေသင်္ကန်းလှူဘူးသောပုဂ္ဂိုလ်ဖြစ်စေထိုပုဂ္ဂိုလ်ကိုအေဟိဘိက္ခုယဟန်ပြုလို့ရတယ်အေဟိဘိက္ခုယဟန်ဆိုတာခက်ခဲပြုရတာမဟုတ်ဘူးမြတ်စွာဘုရားရှင်ကထိုပုဂ္ဂိုလ်ကိုရည်ညွှန်း၍သတ္တံဆင်မင်း၏နာပေါင်းတော်နှင့်တိုးသောညာလက်မောင်းကိုဆန်တန်း၍အေဟိဘိက္ခုခေါ်တော်မူတာအေယဟန်ဒီလာတော့လို့ဆိုပြီးတော့ဒီငါကံကတရားကျင့်တော့ရိုးပြောကြဆိုအဲ့လိုခေါ်လိုက်တာနဲ့တပြိုင်နက်ထိုသူဒီစက်သူကြီးဖြစ်လို့ရှိရင်စက်သူကြီးအဝတ်ဒီပွဲပြောက်ရှင်မင်းဖြစ်လို့ရှိရင်ရှင်မင်းရဲ့မင်းမြောက်တန်းစာဒီပွဲပြောက်တထေးကြီးဖြစ်ရင်တထေးကြီးရဲ့ဝတ်စုံဆင်းရဲသားဖြစ်ရင်ဆင်းရဲသားအဝတ်ဒီထိုကိုပေါ်မှပွဲပြောက်ပြီးတော့အဝါ60ရပြီးမထီကြီးခဲ့လို့သင်္ကန်းတပိတ်ပရိက္ခယာ7ပါးအပြည့်စုံလွယ်ပြီးတော့အဘိညာဉ်6ပါးသမာပ7ပါးနဲ့ပြည့်စုံတော့ယန္တာပုဂ္ဂိုလ်ဒီဖြစ်ရတယ်အလွန်ထူးခြားသောပါရမီရှင်ဒီမှာဒီဟာရတယ်ပြီးတော့ငါထံလာပြီးတော့ငါရဲ့ဒေတာကပိလဝရွှေနန်းကဖာကမီတော်မင်းကြီးကလွတ်လိုက်တော့အမတ်နှင့်တကွယောက်ျား1000တို့ဒီငါထံလာ၍ရဟန်းပြုတ်ကတောင်းရတယ်သူတို့ကိုအေဟိဘိက္ခုယဟန်ခေါ်တိုက်မခေါ်တိုက်ကြည့်လို့အားလုံးအေဟိဘိက္ခုယဟန်လာခေါ်တိုက်တဲ့လူတွေကြီးတွေဖြစ်နေကြတယ်ပါရမီရှင်ဒီကမြတ်စွာဘုရားရှင်ကဝန္တာအားရကောင်းပြီဆိုပြီးတော့လွယ်ပဲသူတို့ကိုတပြိုင်နဲ့အေဟိဘိက္ခုခေါ်လိုက်တော့က1000နဲ့တယောက်အကုန်လုံးယဟန်လာတွေဖြစ်သွားကြတယ်ယဟန်လာဖြစ်သွားတော့အာသဝတွေကဂုံခန့်သွားပြီသူတို့ကပိလို့ရွှေနန်းကြီးကိုလုံးဝမေ့သွားအင်းကသားမယားဇနီးတွေဘာမှမသိစိတ်တော့လူလောကလည်းပြန်မသွားကြတော့လောကကြီးအကုန်လုံးမေ့ပြီးတော့တပြည့်ယဟန်တွေနဲ့အတူတူနေလိုက်ကြတော့
ဒါနဲ့ဖာကမိတော်သုတော်နာမင်းကြီးကငါလွတ်လိုက်တဲ့အမတ်နဲ့တထောင်လို့ဒီဘယ်နဲ့ကြောက်ပါလဲခုတည်းဒီစကားလည်းမပြန်ကြဒီနေ့မင်းစကားပြန်လို့တလဆောင်စကားပြန်မလာစကားဆောင်လဲရက်တည်းရှေ့ဆောင်တယ်ဘဲကမှစကားလည်းပြန်လူလည်းမလာလူလည်းမရောက်စကားလည်းမပေါက်စကားလည်းမရောက်ဘယ်နဲ့မှမတတ်နိုင်အောင်ပြန်တိုင်းဘယ်နဲ့လုကြပါမလို့သို့တော့သုတော်နာမင်းကြီးကမလျှော့ဘူးမလျှော်သေးပဲနဲ့နောက်ထပ်လိမ္မာသောအမတ်တယောက်ကိုခေါင်းဆောင်ပြီးတော့သွားကြအောင်တင်လို့ယောက်ျားအပေါင်း1000နဲ့ဒါကလွတ်လိုက်ပြန်တယ်လွတ်လိုက်ပြန်တော့ထို1000တယောက်တို့ကလည်းမြတ်စွာဘုရားထံသွားကြတယ်ရာဇဂိုပြည်ရောက်တော့ရာဇဂိုပြည်မှာလည်းထိုအချိန်ကလည်းပရိသတ်၄ပေါ်တရားဟောနေကြဖြစ်တယ်တရားဟောနေကြဖြစ်တော့သူတို့ကလည်းပရိသတ်သုံးကထိုင်းပြီးတော့တရားနာကြတယ်တရားနာကြတော့ရင်ခင်တိုင်းပဲမြတ်စွာဘုရားဟောတော်မူတဲ့တရားတွေစိတ်ဝင်စားလို့စိတ်ဝင်စားခြင်းနဲ့နေပြီးတော့တဖြည်းဖြည်းနဲ့သူတို့ကလူလောကီကိုညင်းငွေလာတော့ပုဂ္ဂိုလ်ဖြစ်တယ်ရောက်ကြပြန်ရောရောက်ကြပြန်တော့ကိုင်းတို့တော့ကွာမပြန်တော့ဘူးလေအရင်ကလူတွေလိုပဲအရင်က1000တယောက်တို့လိုပဲတို့လည်းရဟန်းပြူရလို့ရဲ့စိတ်တူသဘောလူလွယ်လွယ်ပဲဆုံးဖြတ်လိုက်ကြတယ်ဆုံးဖြတ်လိုက်ကြတော့သူတို့ကလည်းတရားအဆုံးမြတ်စွာဘုရားထံချင့်ကပ်ပြီးတော့တပည့်တော်တို့ကပိလဝပြည်ကလာခဲ့ကြပါလေဗျာတပည့်တော်တို့ကိုလည်းရှင်ရဟန်းပြုပြီးတော့မူပါလို့တောင်းပန်တော့သူတို့ရဲ့ရှေးဟန်ကံကိုထောက်ပြောပြီးတော့မြတ်စွာဘုရားရှင်ကကောင်းပြီဆိုပြီးတော့အေဟိဘိက္ခုခေါ်တော်မူလိုက်တော့သို့1000တယောက်ကလည်းယဟန္တာတွေဖြစ်သွားကြပြန်ရောယဟန္တာတွေဖြစ်တယ်ဆိုတော့သူတို့ကပိလဝရွှေနှံကိုမေ့သွားတော့တာပဲအသောကုန်ခါမှတော့နောက်ကြောင်းဘာမှကြည့်ကြတော့လူဘဝလုံးဝမချတော့ဘူးသူတို့ကမရှိတော့ဘူးလူစိတ်မဟုတ်ပုထုဇဉ်လည်းမဟုတ်ဘာသာရောစင်မှမရှိဘူးအကုန်လုံးဖြတ်ချတယ်အဲဒီတော့သူတို့ကလည်းသုတော်နာမင်းကြီးထံသတင်းပြန်ပို့ဖို့လို့ဘာမှသတိမရတော့ခါကြီးတော့သုတော်မင်းကြီးကဒုတိယတစ်ချိန်တော့လွတ်လိုက်ပြီဒီလူတွေများငါ့ကြီးကြအကြောင်းပြန်ကောင်းပြန်မလားလို့တမျောကိုနဲ့သတင်းနားထောင်လို့နေတယ်တလသာကြားတယ်ပြန်မလားတလကကြောလာခဲ့တယ်ပြန်မလားခဲ့ပြီဘယ်နဲ့လုပ်ပါမလဲသို့တော့အချိန်နဲ့ယူဆောင်သေးရဲ့စောင့်ရတော့လည်းဘာမှမထူးဘူးမထူးတော့ကြောင့်ကိုင်းငါကြိုးစားအောင်ဆိုပြီးတော့နောက်တစ်ချိန်လိမ္မာသောအမတ်တရားကိုခေါင်းဆောင်သေးပြီးအချမ်းယောက်ျား1000နဲ့တစ်ချိန်လွတ်ပြန်တယ်တတိယအချိန်လွတ်လိုက်ပြန်တော့အခါလဲထိုအရင်လူတွေရဲ့နေတူပဲမြတ်စွာဘုရားထံရောက်ရင်တခါလဲသူတို့ရဟန်းပြုခြင်းစိတ်တွေဖြစ်ကုန်တရားတွေနားကြဟိုကလည်းမြတ်စွာဘုရားရှင်ကအေဟိဘိက္ခုခေါ်လိုက်တော့ရဟန်းလာတွေဖြစ်သွားကြ3ချိန်နောက်တစ်ချိန်မလာပြန်တစ်ချိန်လွတ်ပြန်တယ်4ချိန်နောက်တစ်ချိန်ပြန်မလာပြန်လဲပါကမီတော်မင်းကြီးကလည်းလက်မလျှော့သေးလွတ်ပြန်တယ်5ချိန်ထုံလေးတူပဲ6ချိန်9ချိန်10ချိန်9ချိန်ထိအောင်လွတ်9ချိန်ထိအောင်လွတ်တယ်လို့ဘယ်ဒီကမှသတင်းမပြန်တော့ဘူးဒီလူလည်းမလာဘူးစကားလည်းမပြန်ဘူးခဲ့ပြီးငါရဲ့နန်းလွင်သားတွေငါရဲ့အမတ်လိမ္မာတွေလို့ယူဆကြတော့ငါ့ကိုဘယ်သူကမှအရေးမထားကြတော့ဘူးကြောင်အိုကြွက်မလေးဘယ်သူမှအရေးမထားကြတော့ဘူးဘယ်နဲ့လို့ရပါမလဲသားတော်ဘုရားလည်းခုမြင်ရင်လိုက်တာသားတော်ဘုရားခုမြင်ရင်လိုက်တာတည်င်းလည်းမကြားရဘယ်နဲ့လို့ရပါမလဲနောက်ဆုံးတော့ကြံရမရတော့ကာလုဒာကြီးအမတ်ခေါ်တယ်ကာလုဒာကြီးအမတ်ကစကားလိမ္မာတယ်အတိလည်းကြည့်သူ့နန်းတော်ထဲမှာတော့ပြင်အလွန်အားကိုးရတော့ကာလုဒာကြီးခေါင်းဆောင်နေပြီးတော့ကာလုဒာကြီးသင်ရှေ့က9ချိန်တိုင်ငါ1000အချမ်းရံနဲ့နေပြီးတော့အမတ်လိမ္မာ9ယောက်ကိုငါလွတ်ခဲ့တယ်လွတ်ခဲ့တော့လည်းပဲထိုသူတို့ဒီငါထံပြန်၍သတင်းလေးတောင်ပြေးပေါ်မရငါကိုလူရာမှတွန်းကြသေးရဲ့လားငါအလွန်ဝမ်းနည်းခြင်းဖြစ်တယ်အလွန်ဝမ်းနည်းခြင်းဖြစ်တော့ကြောင့်ဒီတခါတော့သင်ပဲသွားလေလို့ကာလုဒာကြီးမှတ်တယ်ခိုင်းတော့ကာလုဒာကြီးကစိတ်ဆက်တော်သူဖြစ်ကာလုဒာကြီးကမြတ်စွာဘုရားနဲ့ဖွားဘက်တော်လည်းဟုတ်တယ်စိတ်ဆက်တော်ကြောင့်သူကသွားရမယ်ဆိုတော့ခါဖာကမီးတော်သုတော်နာမင်းကြီးထံကိုသူကကြိုးတင်၍စကားကတိခုတောင်းရှင်မင်းကြီးကျွန်တော်မျိုးမြတ်စွာဘုရားထံသွားရမယ်ဆိုလျှင်မြတ်စွာဘုရားထံရောက်သောအခါကျွန်တော်မျိုးကိုအကယ်၍မြတ်စွာဘုရားရှင်ထံရဟန်းပြုခြင်းစိတ်ရှိခဲ့တော့ကျွန်တော်နှင့်တကွ1000တော့ယောက်ျားလို့ရဟန်းပြုခွင့်ပေးပါရဟန်းပြုပါရစေလို့ဖွင့်တောင်းဒီတော့သုတော်နာမင်းကြီးက
သင်တို့အကယ်၍ရဟန်းပြုလို့တော့သံဃာရှိခဲ့တော့ရဟန်းပြုကြပါသို့တော့မြတ်စွာဘုရားကိုတော့ငါထံရောက်ပင့်တယ်ငါထံကိုလည်းစကားအကျိုးကြောင့်လည်းပြန်ပါအဲ့ဒီတကတိယူသွားပါလို့ပြောတာဟိုအော်လန်ကစကားတွေဒီတက်ပြန်နေရာရင်ရွှေ့လိုက်မှကောင်းဟိုကတန်ကဒီမှာဝင်နေအော်လန်နေရာရင်ရွှေ့ဒီကကာလုဒာကြီးအမတ်ကိုဖာကမီးတော်သုလောနာမင်းကြီးကကောင်းပြီသင်လိုရှိသောရဟန်းပြုခွင့်ကိုလည်းငါပေးတယ်သို့သောသားတော်ဘုရားကိုတော့ကပိလဝတ်ရွှေနှန်းသို့ရအောင်ပင့်ခဲ့ဒီအကြောင်းကိုသင်ဟိုရောက်တဲ့အကြောင်းကိုလည်းငါ့ကိုသတင်းပေးပါသတင်းမပေးပဲမနေပါနဲ့လို့မှားလိုက်တယ်ကောင်းပါပြီလို့သူကဝန်ခံပြီးတော့သွားတယ်သွားတော့သူက10ချိန်မြောက်ဖြစ်မြတ်စွာဘုရားထံရောက်တော့အခါသူကအကျိုးအကြောင်းတွေသူကလျှောက်ထားမလျှောက်ထားရသေးခင်မြတ်စွာဘုရားကသူတို့ရောက်လာတော့အချိန်ပရိသတ်လေးပေါ်တရားဟောနေကြတယ်ကျုံးကြိုက်ပြန်ရောကျုံးကြိုက်တော့သူတို့ကရှေးကညီးတူပဲပရိသတ်အဆောင်ကထိုင်း၍သူတို့1000တယောက်တော့ကပိလဝတ်ပြည်သားယောက်ျားတို့ကတရားနာကြတရားနာရင်မဲ့သူတို့စိတ်တွေကလည်းရှေး9000တို့ညီးတူပဲလူလောကီကိုစိတ်ကုန်လို့သာသနာပေါင်းဝင်နေတဲ့စိတ်တွေကအကုန်လုံးဝင်စားနေကြတော့ရောက်တရားအထုတ်မှမြတ်စွာဘုရားထံချင့်ကပ်ပြီးအရှင်ဘုရားတပည့်တော်တို့ကိုလည်းရှေးကဓမ္မတော်များနေတူတပည့်တော်တို့ကိုလည်းရဟန်းပြုပြီးတော့မူပါလို့တောင်းမှတော့မြတ်စွာဘုရားရှင်ကသူတို့ရဲ့ရှေးကဖြစ်ကျင့်ခဲ့ဘုသောပါရမီဓပ္ပသံပါရကိုငဲ့ညောကြည့်ရှုပြီးတော့အဲ့ဒီဘက်ကိုခေါ်လိုက်တော့အကုန်လုံးအဲ့ဒီဘက်ကိုရဟန္တာကြီးဖြစ်သွားကြပြီးတော့ခါကာလုဒာကြီးကတတိရှိတော်သူဝိရိယရှိတော်သူစိတ်ဆက်တော်သူဖြစ်တယ်ငါဒီမေ့လျော့လို့နေရမဟုတ်ဘူးဖာကမီးတော်ကငါရဟန်းပြုခွင့်လည်းပေးတယ်ရဟန်းပြုခြင်းပြုကြသို့သောသားတော်ဘုရားကိုတော့ကပိလဝတ်ရွှေနှန်းသို့တွင့်ခဲ့ပါငါထံကိုလည်းအကြောင်းပြန်ပါဆိုတဲ့စကားကိုငါလျိုသေးသွားလေးစားလိုက်နာရမယ်အဲ့ဒါကိုသူကတတိယတော့ကြောင့်မြတ်စွာဘုရားကိုချင့်ကပ်ပြီးတော့ကြောက်မြတ်စွာဘုရားတပည့်တော်တို့မှာဖာကမီးတော်သုလောနာမင်းကြီးရဲ့အမိန့်နဲ့မြတ်စွာဘုရားပင့်ရလာခဲ့ခြင်းဖြစ်ပါတယ်ဒီမှာယဟန်ပြုလို့ကပြုနိုင်ပါတယ်သို့တော့မြတ်စွာဘုရားကိုတော့ရအောင်ပင့်ခဲ့ဒီရဲ့အကြောင်းအရာကိုလည်းတည်င်းပြန်ကြပါလို့သူမှားလိုက်တယ်ဒီတော့ပဲ့တယ်လားရောက်နေတယ်ငါလည်းတရားဟောရတာကဒီပဲ့တယ်လားညီနဲ့ဖုတ်သေးဘူးနေရတော့မကြသေးဘူးသာဓုကာလုရာထွေးကားထားရောက်ဒေသစာကပိနံကိုမြန်းကြွတဲ့အချိန်ရှေ့ကသာသူရှိခဲ့တယ်ကာလုရာကြီးအမတ်ကမြတ်စွာဘုရားလျှောက်ထားတော့ခါဂါထာ60နဲ့လျှောက်ထားကာလုရာကြီးကအလွန်စကားတတ်မြတ်စွာဘုရားဖာကမီးတော်ကြီးကလည်းအသက်ရွယ်ကြီးပါပြီရှေ့ကနေမတူတော့ပါဘူးဖေ။အသက်ရွယ်ကလည်းယိုယွင်းခဲ့ပါပြီဖေ။သားဖေကလည်းကိုမြင်ခြင်းတဲ့စိတ်ဆန္ဒကလည်းလွန်ကြီးပါတယ်ဖေ။အဲ့လိုဒီကပတ်ကုန်းခိုးလျှောက်သွားလိုက်တာတစ်မျိုးကြီးနောက်ဆုံးကြတော့ယာတိဥတုကလည်းသာယာပါသည်။ဆောင်းယာတိကုန်းနွေယာတိကုဒီအချိန်မှာတော့ခွင့်မြန်းမျိုးသောအချိန်တောတောင်တစ်ခွန်းလည်းသာယာနေပါပြီလို့သာယာသောအချိန်မှာတောတောင်ခရီးသွားဖို့လည်းသင့်လျော်ပါတယ်။ဒေသစာကပ္ပိနံကြွမြန်းဖို့အချိန်တင့်တော်ပါတယ်လို့အဲ့ဒီလိုဒီကသင်္ကန်းနဲ့လျှောက်လိုက်တာကာလုဒာကြီးအမလျှောက်ကောင်းသောကြောင့်ဆောင်းရာသီကုန်းနွေရာသီကုဒီအချိန်မှာတော့ခွင့်မြန်းမျိုးသောအချိန်တောတောင်တစ်ခွန်းလဲသာယာနေပါပြီလို့သာယာသောအချိန်မှာတောတောင်ခရီးသွားဖို့လဲတင့်လျော်ပါတယ်ဒေသစာကပ္ပိနံကြွမြန်းဖို့အချိန်တင့်တော်ပါတယ်လို့အဲ့ဒီလိုဒီကသင်္ကန်းနဲ့လျှောက်လိုက်တာကာလုဒာကြီးအမလျှောက်ကောင်းသောကြောင့်မြတ်စွာဘုရားရဲ့လေကြိုတင်ရွက်ဒီအချိန်ဒီအခါကြလို့ရှိတယ်ကပိလဝတ်ရွှေနှန်းသို့ကြွမြန်း၍ဆွေတော်မျိုးတော်တို့ကိုချင်းမြောက်ရန်လည်းရည်ရွယ်ချက်ရှိပြီးသောကြောင့်ဒီအကြောင်းတွေထောက်ညောပြီးတော့မြတ်စွာဘုရားကကပိလဝတ်ပြီးတော့သွားမယ်ဆိုတဲ့ဂတိပြုလိုက်သောအခါခရီးစဉ်ကြီးမူချလိုက်ကြတယ်
မြတ်စွာဘုရားရှင်ကငါရဲ့တတိသာဝကတွေလဲကမဏိယဝတ်ကိုကျင့်စေမယ်ကမဏိယဝတ်ဆိုတာခရီးသွားခြင်းယမယံကခရီးသွားရဒီခါမှာကပိလဝပြည်နဲ့ရာဇဂိုပြည်ကဘယ်လောက်ကွာတယ်လဲဆိုတော့ခါယောဇနာ60ကွာတယ်ပဲ့တယ်ကဝင်တော့မယ်ဟောလန်ဆွတ်လိုက်ရင်မဖြစ်ဘူးလားဟောလန်နေရာဆွတ်ရကြိုက်စမ်းကြည့်မဲစွာနှောင်းပေရိုးဆဲတွေဒီမြေဝန်းဆိုင်လောဘမြိုင်ကခန့်ခိုင်အေးကြီးနိဗ္ဗာန်ပြည်ကိုမျော်ရည်မှန်းကလွမ်းမိပါ၏လေးပြမဲ့ဟုဖိုးလေးစုနှင့်အောင်သူစေယူသူမပြုသာအတုမဲ့ညံနိဗ္ဗာန်နှင့်သွားလန်းလာပုံအလုံးစုံကိုအာယုံမြင့်မြတ်မှန်းဆခြင်း၍ဒီတွင်အောင်မဲ့ဒီဘက်ဘုဇံဒီတွင်သီလသမထနှင့်မေဃတဖြာပြင်သိခါဟုမြတ်စွာတို့ထီမိန်ငယ်ပြည်လီခရီးလန်တာအလန့်ကွာ၍မင်္ဂစိတ်ဤဖြေမစီသည်ရွှေပြည်ဌာနဝေသောကြောင့်ကပိလရွှေနန်းတို့ကြွားများဖို့ရာခရီးစဉ်ကြီးချလိုက်ကြယောဇနာ60ဝေတော့ကမဏိယဝတ်သံဃာတော်များလည်းပြည့်စုံကြရောလူသူများလမ်းခရီးကြနဲ့နေကြဆိုသူတို့ရဲ့မြတ်စွာဘုရားနဲ့လောကသံဃာတော်များဖုတွေ့ရခြင်းအကျိုးကျေးဇူးရှိပြီပြီးတော့တနေ့ရယောဇနာတယောဇနာနေရာကိုတညရဆိုင်သွားမယ်ရဆိုင်ဆိုရောက်သောနေရာတောရွာဖြစ်စေမြို့ရွာဖြစ်စေတင့်တော်ရာ၌တနေ့ကုန်းသောအခါတညထိုနေရာယန္နာသွားမယ်ယန္နာသွားမယ်ဆိုယောဇနာ60ဆိုရက်ပေါင်း60ခရီးသွားရမယ်2လခရီးသွားမယ်မြတ်စွာဘုရားရှင်သည်ဇံပင်ញင်းနဲ့ကြွနေတယ်တပိသားတွေကလည်းဇံပင်ញင်းရသောပုဂ္ဂိုလ်တွေရဟန္တာပုဂ္ဂိုလ်တွေရှိကြသောလည်းပဲဇံပင်ញင်းမရသောပုဂ္ဂိုလ်တွေလည်းပါအောင်မယ်ကိုဇံပင်ញင်းမရသောပုဂ္ဂိုလ်များကိုလည်းခွဲခြား၍မကြံရရဘူးကမဏိယဝတ်လည်းပြည့်စုံမယ်ဒီလိုမြေပြင်ခြေချင်းသွားခြင်းဖြင့်အကျိုးကျေးဇူးကဘာတွေရှိသလဲဆိုတော့လမ်းခရီးအကြာရန်နာသောနေရာတိုင်းနဲ့လူအများတို့ကဖုတွေ့ရဆုံးဝတ်တွေပြုကြရမြတ်စွာဘုရားနဲ့လောကသံဃာတော်များဖုတွေ့ရပြီးမြတ်စွာဘုရားဟောကြားတော်မူတဲ့တရားတော်တွေကိုနေရာတိုင်းကကြားနာကြရမယ်အဲ့ဒီကျေးဇူးတွေများတယ်ဒီလိုကျေးဇူးရှိသေးခြင်းကြောင့်ယောဇနာ60အရက်ပေါင်း60 2လခရီးကိုတော့ပြင်အချိန်ကုန်ခံပြီးတော့တွားပြီးစီစဉ်လိုက်ဒီအကြောင်းစီစဉ်ပြီးတယ်ဆိုရင်ကာလုဒာကြီးကကောင်းရင်ခရီးကသွားပြီးတော့ကပိလဝရွှေနာဖာကမိတော်သောရဏမင်းကြီးတရင်ပို့ပြီးတော့ဘယ်နေ့ကစပြီးတော့ခရီးထွက်တော့မယ်ဆိုပြီးတော့တပေါင်းလာပြည့်နေ့ကစခရီးထွက်ကြမယ်ตาရတော့အခါရှိကင်းလက်ကင်းตาရတယ်အခါကောင်းတဲ့တပေါင်းလာဆိုတာตาရတော့အချိန်ကိုပြောတယ်တောတောင်ကြီးตาရအခါကောင်းတဲ့တပေါင်းလာဆိုဒီမှာဆောင်းရာသီကဲ့သို့အေးချမ်းခြင်းလည်းမရှိတော့မိုးရာသီကဲ့သို့ဆွတ်ဆိုခြင်းလည်းမရှိဘူးအလွန်ပူပြင်းလှတော့အချိန်လည်းမဟုတ်သေးဘူးဒါကြောင့်မို့ဒီအချိန်အခါကောင်းလို့မယ်ဆိုစတင်ခရီးထွက်ကြတယ်ရာဇဝပြည်ကြီးကသံဃာတော်ကဘယ်လောက်ပါလဲဆိုတော့2000ပါတယ်ဖာခမီးတော်ကလွတ်လို့ကပိလဝသားတွေကဆဲချင်းတစ်ခါလာရင်1000 1000 1000နဲ့10ရောက်ယဟန်တော်က1000နဲ့10ပါဒါကကပိလဝသားတွေထိုနည်းတူမကရတိုင်းသားတွေကလည်းယဟန်ပေါင်း1000ယဟန်2000ချမ်းရံပြီးတော့မြတ်စွာဘုရားနဲ့ဒေသစာကြီးခရီးကဲ့သို့ကမဏိယဝကျန်ရံရာဇဂိုပြည်ကနေပြီးတော့စီတန်းပြီးတော့ကိုယ်တပိတ်တွေကိုလွယ်လို့ခရီးထွက်သွားလိုက်ကြတယ်အလွန်ကြီးညိုပဲကောင်းတော့ခရီးစဉ်ကြီးပေါ့မြတ်စွာဘုရားရှင်ကရှေ့ကကြွားနောက်တော့ကသံဃာတော်တွေကရှေ့ကသင်္ဃလိုက်ပြီးတော့ကိုယ်သွေးကလေးတွေပဲမင်းရသာကြီးကဝမ်းနေရမလို့ဝမ်းသာရမလို့ကြီးညိုကြတယ်လူတွေကအဲ့လိုကြီးညိုပဲကောင်းတော့မြင်ကွင်းကြီးကိုထိုးခြင်းကစပြီးမြင်ရတယ်ညနေတယုဇနာဒီတော့တယုဇနာဆိုသည့်စကားကဗမာသုံးအရပ်သုံးစကားရှေ့သုံးစကားတယုဇနာဒီမိုင်ဘက်လောက်ရှိတယ်လို့6တိုင်ရှေ့သုံး6တိုင်နဲ့400တွင်6တိုင်400တွင်တတိုင်းကို2မိုင်ခွဲ
ခုကာလအသုံးနဲ့လွယ်သုံးမယ်ဆိုလို့ရှိရင်73မိုင်ဒီနေ့73မိုင်ဆိုတော့ခကြီးကတက်တာမပင်မမှုခြေရင်ခကြီးသွားကြတယ်အဲ့လို73မိုင်ရောက်သောနေရာကြလို့ရှိရင်တင့်တော်သောနေရာနဲ့ညာခကြီးရနာကြညာခကြီးရနာကြထိုနေရာတွေကကြောင်းတင်ကမရှိတော့ရရွာလူတွေကမြတ်စွာဘုရားနဲ့တို့ကသံဃာတော်များတညတဲကိုဖို့ဆိုပြီးတော့ယာယီရုပ်တရက်တဲဖို့ရဖြာလေးတင်မျိုးတွေခင်းလို့နေရာတွေပါတွေပြုတ်ပြင်ပေးကြယာယီပေါ့ယာယီတဲကြောင်းသဘောမျိုးယာယီတန်ကြောင်းသဘောမျိုးလူတွေအဲ့ဒီကလည်းကုသိုလ်ကြီးရတယ်ရေအိုးလေးနဲ့ရေချမ်းစင်းတွေနဲ့နောက်ရဆွန့်ချက်ကြဆွန့်ဝပြုတ်ကြအဲ့ဒီလိုပဲပြုတ်ကြတဲ့ကုသိုလ်တွေရတယ်တို့ညသူ့ပေါင်းပြီးတော့ရှိတယ်မြရွာသူရွာသားတွေမြတ်စွာဘုရားနဲ့သူကသံဃာတော်များဖုတ်တွေ့ကြတရားနာကြကောင်းလိုက်တဲ့ကုသိုလ်ကောင်းမှုအဲ့လိုပဲတညတနေရာရွှေ့ပြီးတော့ရေပေါင်း30ကြာတော့ကနေရာပေါင်း30နှစ်လကြာတော့နေရာပေါင်း60အဲ့ဒီလိုသွားတော့နေတိုင်းနန်းနဲ့ကြာတော့အခါကာလုဒာကြီးအမတ်ကတပိတ်တော်ယူပြီးတော့ကပိလဝတ်သူကောင်းငင်ခကြီးကသွားတယ်ကောင်းငင်ခကြီးကသွားတဲ့အခါသူဖာကမိတော်သောတော်နာမင်းကြီးကသားဖရာအတွက်ဟိုကဆွန့်အတင်စီစဉ်ထားပြီးသားသားဖရာအတွက်ဒီဆုံးကိုကပ်ပါဆိုပြီးတော့ကာလုဒာကြီးကတပိတ်နဲ့ဆောင်းပြီးတော့ကောင်းငင်ခကြီးကပြန်လာဒီကပိလဝတ်ရွှေနန်းဆိုရောက်တည်တိုင်အောင်ရာဇဝပြီးမှထွက်လာတော့နေ့ကစားရင်သားဖရာကိုသူ့ရဲ့ဆွန့်ကတ်တူဖရာလေလို့ရှင်ဥဒ္ဒအရင်ကာလုဒာကြီးကဆောင်ရင်းပါကာလုဒာကြီးကနေတိုင်းဇံပင်ချင်းလို့သွားတယ်သူကတစ်ချက်ခုနှစ်ချက်ပြတစ်ခေါက်ခကြီးအကျိုးနှစ်ခုပြီးယနေ့မြတ်စွာဘုရားထွက်လာခဲ့ပြီမင်းညကဘယ်မှာကျင်းဝတ်တယ်သံဃာတော်များနဲ့ဗမာသတင်းသုံးတယ်ယနေ့ဘယ်ခကြီးထွက်မယ်ဒီသတင်းလည်းပို့တယ်ဖာကမီးတော့တူသောဆွန့်ကိုလည်းကောင်းဝင်ကယူလာပြီးတော့မြတ်စွာဘုရားလည်းဆွန့်ကြရတယ်အဲ့ဒီလိုနေ့စဉ်ရက်ပေါင်း60ပါနေ့စဉ်ဒီနည်းပဲသွားခဲ့တယ်အဲ့ဒီလိုသွားတော့နောက်ဆုံးတော့ရက်ပေါင်း60ရောက်ပြီရောဆိုပါတော့ရက်ပေါင်း60ဆိုတော့တပေါင်းလာပြည့်ကတပေါင်းလာပြည့်ကနေပြီးတော့နောက်လာကတကူလာပြည့်သဆုံလာပြည့်ကြတော့ကပိလဝတ်ပြည်ရောက်လာပြည့်လေအဲ့ဒီနေ့မှာကပိလဝတ်ပြည်တွင်းမြတ်စွာဘုရားနဲ့တော့ကသံဃာတော်နှစ်ပေါင်းဝင်လာသံဃာနှစ်ပေါင်းဝင်လာတော့တအံ့တော်ကြီးလူတွေကုန်းဝိုင်းရှိခိုးကြတယ်မြတ်စွာဘုရားနဲ့တော့ကသံဃာတော်များကဆုံလာပြည့်နေရောက်လာမယ်ဆိုတာကြိုတင်သတင်းကရချပြီးတော့တမျိုးလုံးဖြမ်းပြိုးလို့မြတ်စွာဘုရားရှင်ကကပိလဝတ်ပြည်ကြီးတဲ့ရောက်သွားတော့ငါဒီဖာကမီးတော်ရဲ့နန်းတော်သွားတဲ့လို့သို့မဟုတ်မြို့တွင်းဝင်၍အခါတိုင်းနေများခဲ့သူဆုံးခံရမလို့အဲ့ဒီကစဉ်းစားတော့မူတဲ့စဉ်းစားတော့မူတော့ရှေးတော့ဘုရားရှင်နောင်တော်ဘုရားရှင်တို့ရဲ့အစဉ်လာကဖာကမီးတော်ရဲ့ဆွန့်ကိုအမြင့်ပြုဝေစားတယ်မဟုတ်ဘူးတိုင်းလူပြည်သားလူများတို့ရဲ့တစွန်းကြိုတယောက်မှပေးလှူသောဆွန့်ကိုသာနဲ့လူခံ၍စားရိုးထုံးစံရှိတယ်ဒါမို့ရှေးဖရာနောင်တော်တို့ကဲ့သို့ကျင့်စဉ်အတိုင်းကျင့်မှဖြစ်မှာပဲလို့မြို့တွင်းဝင်လှည့်လဲပြီးတော့သံဃာတော်2000နဲ့ဆွန့်ခံတော်မူ။ဖာကမီးတော်ကြီးကဒီကာလသူလွန်ဝမ်းနဲ့ပန်းနဲ့ဖြစ်ရှာတယ်။သာဖရာပဲပြီးတော့ဒီထက်အရင်ကြွမလာပါလိမ့်မယ်။တဲ့င်းတွေကတော့မြို့ထဲလျှောက်ပြီးတော့ဆွန့်ခံနေတယ်ဖြစ်မှဖြစ်ရတယ်။ဖာကမီးတော်ဒီတယောက်ရှိတာသံဃာတော်2000လောက်များဘာဝန်လေးမှပဲ။ခါရဲ့ဒီမှာကြွပြီးတော့သူခေကိုရောက်တဲ့ခါကျမှဒီအဲ့ဒီဆုံးခံပြီးမှသူရဲ့နန်းတော်တွင်တွင်ကြွသွားတယ်နန်းတော်ဝဲမြတ်စွာဘုရားနဲ့တော့သံဃာတော်များထိုင်ဝေရနေရာတွေကိုကြိုတင်ပြင်ဆင်ထားပြီးဖြစ်တယ်ဘုရားသားတော်ဘုရားတကယ်ဆိုရင်အဖေမျက်နှာကိုပဲအချက်ကွဲရမှာလို့ပဲဖာကမီးတော်ရှိတော့လေကိုသားကိုဂယုမဆက်ဘူးမြို့ထဲဝင်မြတ်နေလိုက်ဆုံးခံစားရတယ်လို့ဖဲကောင်းပါလေသူကလည်းသူ့အမြင်နဲ့သူ့အတွေ့ကိုသူကပုထုဇဉ်ရှိသေးတော့မဟုတ်ဘူးရှေးဘုရားတို့ရဲ့သင်လာမို့ဒီလိုဆုံးခံရတယ်လို့သူ့ပြန်ပြီးတော့ပြောပြတယ်ဒီတော့တပိတ်တင်နဲ့ပိုက်ပြီးတော့နားလွင်ပြင်ဆင်ထားသောနေရာသံဃာတော်ပြည်စင်းတဲ့သံဃာတော်2000ထိုင်းလို့ကိုယ်တပိတ်တဲ့ကိုဆုံးစားကြတယ်။နန်းတော်တွင်ကချက်ပြုတ်တူတန်းသောဆွမ်းတွေထည့်ကတ်ကြတယ်။အဲ့လိုစားပြီးတော့နေတော့သမီးတော်ကိုသွားပြီးတော့သမီးတော်ဆိုတာသိတ္တထမင်းသားလူဘဝတုန်းကကျင့်ရတော့ရတော်တရဗတ္တကိစ္စနာထဖာကမီးတော်ကိုရောနာမင်းကြီးကသမီးတော်ကြီးမောင်တော်ဖျားလာပြီးထွက်အခန်းတွက်ကထွက်ခဲ့မောင်တော်ဖျားဖူးပါမောင်တော်ဖျားဖူးရအောင်လာပါတော့သတင်းပို့တစ်ကြိမ်ပို့တယ်ထွက်မလာဘူးနှစ်ကြိမ်ပို့တယ်ထွက်မလာဘူးသုံးကြိမ်ပို့တယ်ထွက်မလာဘူးရတော်တရားကသူ့သတင်းရောက်တယ်သောတော်ကလည်းတည်သားမြတ်စွာဘုရားကြွလာမယ်ဆိုတာသိတော့လေငါကတော့ထွက်မဖူးဘူးဘာကြောင့်လဲဆိုတော့သူသည်ကဘာတင်းကလည်းအတူတကွရေစက်ဆုံးလို့စုပန်ရင်းတင်တကွပါရမီဖြစ်တယ်ပါရမီဖြစ်ပဲဥကြီးပဲတကယ်ဆိုတော့သားတော့သူငါသည်ဘုရားဖြစ်ကြောင်းကောင်းမြတ်သောပါရမီအတွက်တောထွက်ပြီးတော့
ကြင်ကြံပြုတ်ကုတ်အားထုတ်ရမယ်အလုပ်ကြီးရှိတယ်သားတော်လေးရင်ဝင်ပိုက်ကိုကောင်းမွန်သောကျွမ်းမွေစောင့်ရှောက်နေရဲ့ငါတော့ထွက်သွားတော့မဲလို့ဒီလိုလဲမှားသွားတာမဟုတ်တိတ်တိတ်ဆိတ်ဆိတ်ညခရီးအချိန်မွေးဖွားကစားသားတော်မိသားကလေးချိန်မှရဲရဲဆက်ဆက်ပြက်ပြီးတော့ထွက်သွားလဲရင်ရက်ဆက်လိုက်တာဒီလိုအတွေ့တွေမိမဆိုမိမအတွေ့တာကိုဒီလိုအတွေ့တွေတွေ့ပြီးတော့ဝမ်းနေပြီးတော့ပူဆွဲပြီးတော့နေတယ်ပြီးတော့သမီးတော်ရဲ့မြတ်စွာဘုရားမောင်တော်ဘုရားထွက်ဖူးပါမောင်တော်ဘုရားထွက်ဖူးပါကျင်ကျင်ဟောတဲ့တင်းပို့မလာဘူးသူကတော့နေပဲစီသူဒီငါအကဲငဲ့ညာလို့ရှိရင်ပါရမီဖြစ်ပဲဥရှိပဲဘဝပေါင်းများစွာသူ့ရဲ့ပါရမီကိုဖြစ်ခဲ့တယ်ပါရမီကိုဖြစ်ခဲ့လို့သူကပါရမီဖြစ်ပါလျက်ကဲနဲ့ငါကိုဒီလိုရက်ဆက်စွာပြတ်သွားခြင်းငါလည်းမထိုက်တန်ပါဘူးကဲ၍သူငဲ့ညာလို့ရှိရင်ငါထံလာပြီးတော့သူတရားဟောရမယ်ငါရဲ့ဖူးမြော်ခြင်းကိုခံရမယ်ငါကတော့ပြတ်မဘူးဒီလိုနေစိတ်ထဲကပြင်ဆန်တနည်းအားဖြင့်ဆန္ဒပြတနည်းအားဖြင့်မိမတို့ထုံးတာမိုးနေလိုက်တယ်ခါလဲမိုးနေလိုက်တယ်တို့တော့မိုးလို့သာမိုးရတယ်မကြည့်ကြပါသလေမြင်းမြင်းရဲ့သားဆိုတဲ့စကားလို့ကြည့်တော့မကြည့်ဘူးမြင်းတော့မြင်းမြင်းထားတယ်မလေးမောင်တော်ဘုရားဟိုတော့မှလူပါအောင်နာခဲ့အတော်များပိန်းကြုံနေမလားဘယ်လိုနေမလားမျက်နာတော်ကြီးများကြာနေမလားစိတ်ထဲကတွေးလို့မြင်းမြင်းထားလွှမ်းနေတာအဲ့ဒီလိုဖြစ်နေတော့နောက်တော့မြတ်စွာဘုရားရှင်ကတည်တော်မူရသောတရားဒီနေ့အချင်းသူ့ကိုချွတ်ချွတ်ရမှာအချင်းဖြစ်တယ်သူရဲ့လူသန္တာဖြစ်လို့မိမတို့ဓမ္မတာထုံးစံတိုင်းသူတို့ပူဆွဲခြင်းကိုပူဆွဲပါသေးပူဆွဲပြီးတော့နောက်ဆုံးကြမှာဒီအပုဒ္ဒကိုဖျောက်ပြီးတော့ကမှအငိမ့်သက်ကိုသွင်းရမှာပဲမြတ်စွာဘုရားထင်မြင်တော်မူပြီးဖြစ်ဒါနဲ့ဆုံးဖုံးပေးပြီးတော့အခါနောက်ဆုံးကသူ့ကိုချိန်ချွတ်မယ်ဆိုပြီးတော့ဖာခမည်းတော်သုံးလုံးလမင်းကြီးကလည်းရှင်းနေအလိုက်တဲကောင်းတယ်ရှင်ဘုရားသူ့ငဲ့ညာခြင်းပါလေသူဒီသားတော်ဘုရားကတောထွက်သွားလို့တောတဲ့မြင်တော့နေရပဲတယ်ဆိုလဲသူလည်းသလွန်တော်ပေါ်တောင်းမအိပ်ရပါဘူးဗျာအိပ်ဆက်ခြင်းပြီးတော့အနေမှနေပါလေသားတော်ဘုရားကဘယ်လိုကျင့်လဲဆိုဘယ်လိုကျင့်လဲမသူကဘာသမီးတော်မြင်လဲသူကရှင်းနေလိုက်ကောင်းလိုက်တာသမီးတော်ငဲ့ညာပေါ့အဲ့ဒီအပြောကလည်းခါကောင်းကဝတရားကလည်းရှိသူကိုလည်းဒီလိုကိုကမှလိုက်လျောပြီးမချွတ်လို့ရှိရင်ဒီချိန်ကြွတန်းဝင်ရမယ်အချိန်လွဲနေလိမ့်မယ်ကိုတရားကိုမြင်မျှော်တော်မူသောအပြင်ကောင်းပြီဆိုပြီးတော့သူ့ရဲ့တိုက်ခန်းကိုမြတ်စွာဘုရားကြွသွားတော့နောက်တော့တပါးလည်းမဟုတ်နောက်တော့ရမ်းပါကြတယ်အချုပ်အဲ့ဒီမှာမြတ်စွာဘုရားကြွလာပြီဆိုတဲ့ခါကျမှရတော်တရားကသောသောကချိန်ထားတဲ့မိုးကြီးကိုရွာချလိုက်တယ်လို့သောသောကတွေ့ရင်နဲ့ရံနေတခါလဲတွေ့မြတ်စွာဘုရားရဲ့32ပါးသောယောက်ျားများတို့၏လက္ခဏာတော်ကြီး80သောလက္ခဏာတော်ငယ်ပြီးဖြိုးတော့ခြေမိုးတော်လည်းသူရဲ့ပေါ်ပြောင်းတဲ့သူပြောပြောင်းသောလက်ချောင်းတော်နဲ့ပုတ်ကားတက်ကပွက်ကားနဲ့သူ့သဘင်လေးရက်ပတ်နေအောင်နဲ့တွန်းဆိုင်ပြီးတော့ငိုချရန်တွေ့လိုက်တယ်တဟံတံတတ္တဝတ္တနိသောကေခိအတုဝါရိနာပါရပိထေနိဗ္ဗာပေတိရောရမာနယတောတရာဗဒကေသနာသာဂိနွေတော်ယတောကျင်းဆွေနှလုံးမေသည်ပါရပိထေတရားရှက်ွယ်တစိမ့်နှိပ်၍စလက္ခဏာတို့ဖြင့်ကောင်းစွာပြီးဖြိုးအတရေတိုးသည့်ခြေပမိုးတော်တဲ့၌ရောရမာနာနဖိုးဆံပင်တို့ဖြင့်ဥတင်ပွတ်တိုက်လျက်ချောမွေသောလက်ပွားတော်ဖြင့်ခြေပြားတော်ကိုပွတ်ပိုက်လျက်နွားပူဆွေအပန်းကြီးစွာလွမ်းမိတဲ့ဖြာပြည့်လင်တစားစားငိုကြွကုန်သည်ဖြစ်၍အတုဝါရိနာခြေမစီနိုင်ငယ်ကကျွန်းဖို့လွန်ခွေရိုင်းပါရမီဖြစ်ပဲဟောင်းကြီးကိုအတွင်းကဆွေးနေသည်များဒီနေ့မှဒါလည်းသွန်ချပြီးတော့မောင်တော်ဘုရားရက်ဆက်လိုက်လေခြင်းရက်ဆက်စွာပြုတ်လေခြင်းအတုဝါရိနာအတွင်းကမကျေကျင်းပြသည်သူ့အနေဖြင့်သောကေခိပါရမီဖြစ်ပဲဥကြီးမှုတနေ့ကမှမျက်ရည်စားတွေနဲ့တနေ့ကမှမမေ့တမေ့မေ့တရှိန်ရှိန်သူတော့ထွက်သွားတာက6နှစ်ဒုက္ခရသရိယာကျင်းကြာခဲ့ယခုဘုရားပြတော်တစ်နှစ်9နှစ်တောင်ကြာလာတတ္တဝတ္တနိဂူလာယနှင့်သက္ကရနှင့်တွစ်ဆက်စုယုံ9နှစ်တို့ကာလပတ်လုံးသောကေခိပါရမီဖြစ်ပဲဥကြီးမှုမဖိုးမတွေ့ရသမျှမျက်ရည်စတွေနဲ့တနေ့ကမှမမေ့တမေ့မေ့တရှိန်ရှိန်တထိန်နေပြောင်းကြီးသောကတိဟူသောလောင်မီကြီးကိုနိဗ္ဗာပေတိ
ယခုနေမှာဖူးတွေ့ရ၍လွမ်းစာကိုဖဲလွမ်းစွဲကိုဖြောက်လွမ်းရောက်ကိုစို့လွမ်းညံတာတွေရှိသမျှတစ်သိကမျှမကြံအကုန်ကျေနပ်၍လွမ်းစာကိုရုပ်သိမ်းပြီးအေးငိမ့်အောင်ကြောလိုက်ရပါတော့သည်ဖယားရတော်တရားကအစွဲကြည့်တော့ကြောင့်အသေးဒီခုသောမိသားမှာချိန်ချိန်တောက်လောင်နေတဲ့တောကမိတွေပြောမောင်တော်ဖယားတကယ်လို့ပြည့်စက်သွားပြုရဲ့လေခြင်းသာလုံးလေးမွေးဖွားကစားတကယ်ဆိုရင်ဒီအချိန်မှာကျင်နာဖို့ထောက်ထားဖို့ကောင်းပါလေပြောတဲ့ရပြောဆိုဆုံးမရဆုံးမရမှားတဲ့တာမှားလို့သွားတဲ့ပါလေခုတော့ရက်ဆက်လေးခြင်းရက်ဆက်လေးခြင်းဒီလိုပဲပြောပြီးတော့ငိုးလို့ကမပြီးနိုင်ဘူးဒီလုံးကိုပွေဖက်လို့သူသပင်းတွေကသုံးလောင်းသွားရှိ၍ပဒုံးရောင်းခဲ့သို့တောက်ပနဲ့ပြောင်းတော့သပင်းသုံးလောင်းသွားရှိ၍အဖျားကော့တော့ဆန်တို့ဖြင့်ရက်လို့ပတ်လို့မြတ်စွာဘုရားရဲ့ခြေပမိုးတော်ကိုသူ့ရဲ့ပေါ်ပြောင်းခဲ့သို့ပြောင်းတော့လက်ချောင်းလေးနဲ့ပေါ့ကာတက္ခနဲ့ငိုးလိုက်တယ်ဒီလိုငိုးလို့ငိုးလို့နေတော့မြတ်စွာဘုရားရှင်ကြီးခက်တာသိခံပြီးတော့နေရမိမသိုးသေးကသူတို့အစွဲရှိတယ်စွဲရှိတယ်ဒီအစွဲတွေသူတို့ပြောကြတာပြောအပူဆွာမျိုးကပူတယ်ကူပူနေတာပူတာကိုဖုတ်ဖွင့်ချလိုက်ရလို့ရှိရင်တက်ကကျေနပ်သွားတယ်အဲ့တော့ဒီချိန်မှာသူရဲ့ပူဆွေးနေတော့အချိန်ငါကခက်တာသိခံရအောင်မှာပဲလို့မြတ်စွာဘုရားရှင်ကြီးရှိကသိခံပြီးတော့နေရတယ်ရသောတရားကလည်းရန်တွေ့လို့ပြောလို့ဆိုလို့မပြီးနိုင်ဘူးတိတွတ်တာနဲ့နောက်တော့ဗာယဟန်တွေကလည်းဆရာပဲရပ်ပြီးတော့နေကြတော့တချို့ကပုထုဇဉ်ကလည်းပါတို့ဘုရားရသောတရားတိုက်ခန်းရောက်တော့မရပဲမြန်ခပ်ပါဗာနေရော့လေလန်ဟောလို့တွေးတဲ့ပုထုဇဉ်ကလည်းရှိသေးတယ်မြတ်စွာဘုရားရှင်ကသိခံပြီးတော့နေတော့နောက်တစ်ဖြည်းဖြည်းနဲ့မျက်ရည်သဲနိုင်တဲ့အချိန်ကြမှာရသောတရားရဲ့ဒီလိုဟာလေးဘာဟုတ်သေးလို့တို့ဟောရှိသန္တာကိန်းတရားကိန်းကြီးဖြစ်တဲ့နှုံးကမြင်ဒီတဲ့သိုးသေးတယ်သန္တာငွေတောင်ပေါ်မှာတို့မောင်းမယ်ပြောခဲ့ကြတယ်သန္တာငွေတောင်ပေါ်ကြီးမှာကစားလို့နေခဲ့ကြတယ်မာလာကြည်ကျူးပန်းထင်ရှားပန်းတွေကိုစီကုန်းလို့တယောက်လဲပင်တယောက်ပန်းကုန်းလေးဆွဲလို့ပြောခဲ့ကြတယ်တချင်းလေးဆိုလို့ကကုန်းလို့မြို့တို့လို့နေခဲ့ကြတယ်အဲ့ဒီလိုပြောမျိုးနေဆုံးမုတ်ဆိုးရဲ့လှစ်ပတ်မှုကြောင့်မုတ်ဆိုးရဲ့ညားတံရက်ကြောင့်တို့မောင်းမဲတညကွဲသွားတော့မိုးမောင်ကြီးကလည်းကြ၆ချပြီးတော့ကိုဘက်တယောက်ဒီဘက်တယောက်ဖြတ်သွားတော့အဲ့ဒီတော့ကလွမ်းခဲ့ကြတာဒီဝမ်းနေကြတာဒီမြဘဲကအောင်မလို့အဲ့ဒီလိုတညတဲ့ပဲကွဲရလေခြင်းရဲ့လို့မကြေနိုင်မချမ်းနိုင်ဖြစ်ခဲ့ကြတယ်ရှိသေးတယ်ဒီခါမှာမိုးမောင်ကြီးကလည်းကြလို့ချောင်းကလည်းချချောင်းရည်တွေကလည်းစီးတောင်ကြရေကလည်းတဟုန်လို့ပြည့်ဟိုဘက်ဒီဘက်မကူနိုင်သို့တော့တခါတည်းလျှာစီးလက်တော့ကဟိုဘက်ကန်းကသူရှိသေးတယ်ဒီဘက်ကန်းကငါရှိတယ်လှမြင်နိုင်သေးတယ်အဲ့ဒီလိုတညာလေးတဲ့ကွဲရလေခြင်းလို့ရမကျေနိုင်မချမ်းနိုင်ငိုလိုက်ကြတယ်နှစ်ပေါင်း900လုံးကြာခဲ့တယ်အဲ့ဒါလို့ပူဆွေးခဲ့တာနဲ့စလိုက်တာခုချိန်ဘာဟုတ်သေးလို့လဲရတော်တရားရဲ့အဲ့ဒီဟာရင်းကပြန်ပြောင်းအောင်မိပါအောင်လို့နောက်ကျောင်းကဇတ်တွေကိုပြန်ဟောပြီးတဲ့ခါကျမှတတ္တဝတ္တာနီဂူလာရဲ့နဲ့သက္ကရဲနဲ့တွဲဆက်သူယုံ9နှစ်တို့ကာလပတ်လုံး9နှစ်ကြီးတောင်ကြာလိုက်တာဒီနေ့မြင်ရတို့တမိုးတောင်မြောက်လာလိမ့်မယ်ထင်လို့မျှော်လိုက်ရတာမောင်တော်ဖရာရဲ့ယခုမှသွားလာယခုမှမြင်ရတယ်အစွဲကြီးတဲ့အသေးဒီကူတော့မိသားလေးကတသွန်ရုပ်သေးတော့မျက်ရည်တို့ဖြင့်တတ္တဝတ္တာနိဂုလာရဲ့နှင့်သက္ကရနှင့်တွဲဆက်စုယုံ9နှစ်တို့ကာလပတ်လုံးသောကေခေပါရမီဖြစ်ပဲဦးကြီးမှုမဖိုးမတွေ့ရသမျှမျက်ရည်စတွေနဲ့တနေ့ကမှမမေ့တမေ့မေ့တရှိန်တထိန်ထိန်ပြောင်းကြီးသောကာတိဟူသောလောင်မီးကြီးကိုနိဗ္ဗာပေတိယခုနေမှာဖူးတွေ့ရ၍ယခုတော့ကျင့်납ပါပြီဗျာယခုတော့မြင်လဲရတော့လေတမျိုးအဖြစ်ကျင့်납သွားပါပြီပေါ့ယခုနေမှာဖူးတွေ့ရ၍လွမ်းစာကိုဖဲလွမ်းစွဲကိုဖြောက်လွမ်းရောက်ကိုဆိုလွမ်းညလာတွေရှိသည်မြတစ်စိကမြမကြောင်အကုန်ကျင့်납၍လွမ်းစာကိုယုတ်သိမ့်ပြီးအေးငိမ့်အောင်ကြော့လိုက်ရပါတော့သည်ဖယား သ
တော်တရားကျင့်တ်စေပြီးမှရှေးဟောင်းဖြစ်ရကြောင်းလေးပြန်ပြောင်းခေါ်ကြလို့ကျင့်တ်စေပြီးမှရတော်တရားတိုက်ခန်းလေးကမြတ်စွာဘုရားအတွက်သောတော်ကပရိသတ်အဲ့ခံလို့မြတ်စွာဘုရားနေရာကြီးစင်းထားတော့နေရာတဲ့မြတ်စွာဘုရားပြန်ရောက်ဒီကဲတော့ပြန်ရောက်ပြီးတော့ခါကြမှာမြတ်စွာဘုရားနဲ့တော့သံဃာတော်များဖာကမည်းတော်မင်းကြီးတဲ့တော့ဆွေတော်ရှစ်တောင်မျိုးတော်ကောင်းတို့ကိုတရားကြောင့်ပြောပြဆိုနေတယ်ဒီအချိန်မှာကပိလောပြည်မှာကြောက်မရှိသေးဘူးထိုချိန်ကစလို့ကပိလောပြည်မှာနေရောဓာယုံကြောင့်ပေါ်လာအဲ့ဒီလိုကြောင်းနဲ့ဘာတွေဖန်တီးလို့နေတဲ့ရတော်တရားလဲတရားချပြီးပြီစိတ်လဲကျဉ်တ်ပြီးကျဉ်တ်ပြီးပြီမလို့သူ့မှာလောနေတာတခုရှိသေးတယ်စိတ်ထဲကမကျဉ်တ်သေးတဲ့ကသားတော်လေးနဲ့ဒီနေ့လှည့်ပြီးတော့သားလေးသွားဟိနဲ့ဖေသွားအမွေတောင်းနဲ့ဖေမှာအမွေတွေအများကြီးရှိတယ်နဲ့ဖေဒီတော့အမွေတောင်းကြီးတစ်ဖက်လက်နဲ့ကလေးကိုလက်သားလေးကလည်းတွတ်တီးတွတ်တာစကားပြောတာသားတော်ရာဟုတ်လားကိုအမွေတောင်းတော့မြတ်စွာဘုရားရှင်သားပြီးတော့တရားသူကအမေကအမွေပေးပါတယ်အမေကအမွေပေးပါတယ်ကလေးလူပြောတယ်အမွေပေးပါတယ်အဲဒီမြတ်စွာဘုရားရှင်ကဒီစကားကိုအကွက်ကောင်းယူပြီးတော့ညီတော်အာနန္ဒာခေါ်တယ်ညီတော်အာနန္ဒာဟောရာဟုလာကအမွေတောင်းနေတယ်ငါဘုရားထံအမွေတောင်းတော့ငါကငါအမွေပေးရမှာသူကခုနယူကလေးခေါင်းရိပ်လိုက်ခေါင်းရိပ်ပြီးတော့တငန်းဝက်ပေးလိုက်တာတငန်းဝက်ပေးတော့ကိုရင်လေးပြတ်သွားတယ်အဲ့ဒါအမွေပေးလိုက်တာဟာမြတ်စွာဘုရားထံအမွေတောင်းလာဘုရားအမွေကဒါပဲရှိတာအဲ့ဒီတင်သားလေးကိုမြေးလေးကိုတငန်းဝက်ပြီးရှင်ပြုတယ်ဆိုတဲ့အကြောင်းဖာကမိတော်သုတော်နာမင်းကြီးကြားတော့တခါလေဦးရီအသက်တွေယူဆွဲပြီးတော့ဖြစ်တယ်လို့မခံနိုင်မရနိုင်ဖြစ်လာအမလေးမြတ်စွာဘုရားသားတော်ဘုရားရဲ့ဒီလိုပြုရလေချင်းသားတော်ဘုရားတောထွက်သွားတော့ငါနဲ့ဖာကမိတော်မှာနှလုံးကွဲခဲ့ရတယ်ဦးသေးတွေယူဆွဲပြည့်လို့ခံခဲ့ရတယ်သားတော်အားကို၍ငါရဲ့ထိနှံကိုသိုးဆောင်စေမယ်အခြားသောမင်းများကငါကိုရိုသေလေးစားရတယ်သားဖျားငါသားကိုအားကိုပြုပြီးတော့နေခဲ့ဘူးတယ်ငါသားဟာစัจ जा မင်းကြီးဖြစ်လိမ့်မယ်လို့ပြောကြလို့စัจ जा မင်းကြီးရောက်လာလို့ရှိရင်တော့တရားတစ်ပါးတော့မင်းတို့အပေါင်းမှာတို့ကအားလုံးအများရဲ့ဥခိုက်ရဖြစ်မယ်လို့ဝမ်းသာကြည်နုစိတ်ကူးနဲ့ပျော်မျိုးခဲ့ဘူးတယ်ယခုတော့အဲ့ဒီလိုသားကမမျှော်လင့်မဲနဲ့တောထွက်သွားတော့ရင်ကျိုးခဲ့ရပြီပြီးတော့မြေတော်အညောက်ဒီမြေရောအညောက်ကလေးကိုတော့ဖြင့်သူ့ကိုပဲမွေးစားလို့ထိမွေနှမ်းမွေဆက်ရတော့မှာပဲလို့အတ္တံဘိန္ဒခတ္တိယမင်းမျိုးတို့ကိုစောင့်ရှောက်ဖို့ရသူ့ကိုအာကိုပြုထားခဲ့ပါတယ်အခုတော့မလဲသားတော်ဘုရားရဲ့လှုပ်ရဲ့လေချင်းမြေကလေးကိုရှင်ပြုပြမိဘတို့မြည်သည်သားမြေမြန်ကိုဖွင့်မပြုဘဲနဲ့ဆိုတော့ဦးအသက်ယူဆွဲတယ်လို့ခံရပါတယ်အဲ့ဒါကိုကိုချင်းစားတော်မူပါမိဘဖွင့်မပြုပေးတော့သားမြေမြန်ကိုရှင်ပြုပေးတော်မူပါနဲ့လို့ဒီတဲကဥကာတော်ညမဟာဒနာတထေကြီးရဲ့သားဥကာတော်ညမြတ်စွာဘုရားတပည့်တော်သာသနာတော်ဘုန်းကြီးပြောခြင်းပါတယ်သာသနာတော်ဘုန်းကြီးပြောခြင်းပါတယ်ရဟန်းပြုပေးတော်မူပါလို့ဆိုတော့တင့်မှာခွင့်တောင်းတရားရှိသေးသလားလို့မေးတယ်မိဘရှိပါသေးတယ်ကောင်းပြီမိဘထံသွားခွင့်တောင်းကြည့်ဟုတ်မိဘထံခွင့်ရတော့ကငါထံလာခဲ့ရဟန်းပြုပေးမယ်ကိုဒီတော့အိမ်ပြန်သွားပြီးတော့မိဘနှစ်ပါးခွင့်တောင်းတော့မဟာရဏတထေကြီးဇနီးမောင်နှံကသားကရဟန်းပြုပေးပါရဟန်းပြုခွင့်ပေးပါလို့ဆိုတော့ဘယ်နဲ့ပြောပါလိမ့်သားရဲ့တို့မှာစည်းစိမ်တွေကလည်းများစွာရှိတယ်ချမ်းသာကြွယ်ဝသောမိဘသားတယောက်တည်းရှိတာဒီစည်းစိမ်တွေငြိမ်းကြီးဖန်စားပြီးတော့နေပါမိဘတို့လည်းအိုမှန်းပြီးအို၍လာမယ်သားပဲအကုစရာရှိတယ်သားမှမရှိလို့ရှိရင်မိဘတွေဘယ်သူပြုစုမှာတော့ဒါကိုလည်းငဲ့ညပါအောင်ပြောတော့မဟုတ်ပါဘူးရဟန်းပြုခွင့်ပေးပါဘယ်လိုပြောလို့မှမရဘူးမိခင်ကြီးကသားရဲ့ဘယ်နည်းနဲ့မှရဟန်းပြုခွင့်တော့ပေးနိုင်ဘူးငယ်ရွယ်စဉ်မှအိမ်မှနေပါကြီးလို့အိုမင်းပြီဆိုတဲ့ခါကျမှမောင်ရဲ့သဘောကြိုက်တယ်လို့ရဟန်းပြုခြင်းပြုပါယခုတော့ပြန်ခွင့်မပေးပါရစေနဲ့ဘို့လိုလှဲ့ပြောဒီလိုလှဲ့ပြောပြီးမှသားကရဟန်းပြုခွင့်မှလွဲလို့အချက်ဘာမှမလို့ခြင်းဘယ်စကားမှနားမထောင်ဘူးနောက်ဆုံးတော့ရဟန်းပြုခွင့်တော့မပေးနိုင်ဘူးဆိုတဲ့ခါကျတော့ကိုင်းဒီလိုဆိုလို့ရှိရင်ပြုတ်ယနေ့ကစရင်သမင်းလည်းမစားတော့တခါတည်းအိယာကိုပြက်လှဲ့ချတယ်မြင်ချင်းပေါ့ပြက်လှဲ့ချပြီးတော့ကိုင်းသွားရောဟဲ့ဆန္ဒပြလိုက်တယ်ညက
လက်ချလိုက်ရေလည်းမတောက်တော့ဘူးအစာလည်းမစားတော့ဘူးသေခြင်းသေပါစေဒီနေရာတွင်သေပါစေမထဘူးဘာပဲဖြစ်ဖြစ်ရဟန်းပြုတ်ခွင့်မရသေးမရတယ်ပြန်မထတော့ဘူးဒါလည်းသားရဲ့ဒီလိုမလုပ်ပါနဲ့မလေးမိဘတို့ရင်ကျိုးရရဲ့သားရဲ့သမင်းတော့စားပါအောင်ရေတော့တောက်ပါအောင်အမေကြီးကလာပြောကြရဲ့မောင်ရဲ့မောက်သားပြောပါအောင်အဖိုးကြီးကသားရဲ့ဒီလိုတော့မလုပ်ပါနဲ့အဖေတို့စိတ်မချမ်းသာမလုပ်ပါနဲ့သားရဲ့အဖေကြီးကဓမျိုးပြောရှာတယ်ဘယ်လိုပြောမှစကားလည်းပြန်မပြောတော့မျက်လုံးလည်းဖွင့်မပြတော့ဘူးတခါကျမြေကြီးပေါ်ပြက်တဲ့အိတ်လိုက်တော့တာသမင်းလည်းထားမစားဘူးရေလည်းမတောက်တော့ဘူးတခါလည်းပြီးတော့ပြန်လာတဲ့ကညစာလည်းမစားဘူးမနေ့စာလည်းမစားဘူးကိုင်းခက်တော့တာပဲဘယ်နဲ့လုံးမလို့မောင်ရဲ့ညနေရောက်ခဲ့ညနေရောက်ခဲ့လည်းဘယ်လိုပြောလို့မှမရောက်နေရာကလည်းမချဘူးသမင်းလည်းထားမစားဘူးရေလည်းမတောက်ဘူးတညလုံးစောင့်ကြည့်ကြတယ်တော့ကြားချကြည့်စိတ်မချလို့တော့ကြားချကြည့်နေရာကမချသမင်းတညမိုးလင်းခဲ့စာလည်းမစားရေလည်းမတောက်နဲ့မိုးလင်းသားရဲ့ဒီလိုတော့မလုပ်ပါနဲ့အမေဖေးရင်ကြိုးရကြီးရဲ့သားရဲ့ဒီလိုတော့မလုပ်ပါနဲ့ဘယ်လိုပြောတယ်သားကမချဘူးတညာလဲလွန်ခဲ့ပြီခေါ်တည့်ရဲ့ဒါနဲ့ဖြည်းနေကမြင့်လာပြီမြင့်ရကနေနေထွက်ကုန်လာပြီညနေဆောင်လာပြီသမစားဘူးဩတခါတည်းလက်နလွန်သွားပြန်သားရဲ့ခက်တော့လာပြီလက်နလုံးလုံးကထအထူဘယ်လိုထူလို့မှမရဘူးမြေကြီးပေါ်ကတ်ထားဆန္ဒပြတယ်ဆိုတော့တကယ်ကိုဆန္ဒပြတယ်ဆန္ဒပြတာခုခက်မှာမဟုတ်ဘူးရှေးကလည်းဘုရားရှင်လက်ထက်ကတည်းကဆန္ဒပြတယ်အဲ့ဒီဆန္ဒပြတာမှသဘာဝကျတယ်ဘယ်သူမှပါတီမဖွဲ့ဘူးပါတီမပါဘူးတယောက်တည်းပုဂ္ဂလိကဆန္ဒပြတယ်ရိုးရိုးလေးသူတောင်းဆိုချက်ကရဟန်းပြုတ်ကမဲ့တောင်းဆန္ဒပြရတာဒါနဲ့2ရက်မြောက်ပြီသမင်းလည်းမစားဘူး3ရက်မြောက်ပြီသမင်းမစားဘူး4ရက်မြောက်ပြီသမင်းစားခက်ပြီမဲ့ခက်ပြီဟေးဒီတိုင်းတော့ပြောဟော9ရက်ရှိပြီဟော6ရက်ရှိပြီအမလေးငါသားပျော့သွားပြီသေတော့မှရှင်မရဲ့နင်ကလည်းတိတ်မတင်းနဲ့တော့အဖိုးကြီးကတော့အဖိုးကြီးကအငိုးရံပါခြင်းနဲ့ငါတော့ဖြစ်တော့တာပဲဘယ်နဲ့လို့မလို့နင်ကတော့ဖြစ်ဘူးအကယ်၍ဒီတန်းဆိုတို့သားသေသွားလိမ့်မယ်သေသွားလို့ရှိရင်တခါတည်းပြတ်တော့မှာအကယ်၍ရဟန်းပြုတ်ခွင့်ပေးတာကမှတို့ရဟန်းအဝက်နဲ့တို့သားလေးနင်ရအောင်မယ်ဒီတော့ဒီတိုင်းတော့ဖြစ်တော့ဘူးရှော့မှာဖြစ်တော့မှာခုကြည်စမ်းရက်ဒီကလွန်လှပြီအစာမစားလည်းပျော့ကုန်ပြီသေတော့မှာဖိုးကြီးကနားချဒီကမှာအမေကြီးကမျက်ရည်လေးသုတ်လို့စိတ်မတူတော့လဲကိုင်းဒီလိုဆိုရင်လဲရဟန်းပြုတ်ခွင့်ပေးကြဆိုရင်ဒီနေ့ကလည်းလို့ချားနေမရှိဘူးသူကသေသွားလိမ့်မယ်အဲ့ဒီမှာအမေကြီးကလာပြီးတော့ဖိုးကြီးနဲ့ကိုင်းရဲ့သားရဲ့ချပါလို့မင်းစားပါတော့မင်းအမေကမင်းရဟန်းပြုတ်ခွင့်ပေးပါပြီတဲ့ကွာအမေကသားရဲ့ရဟန်းပြုတ်ခွင့်ပေးပါပြီရဟန်းပြုတ်ပါတော့မင်းထစားပါလို့အမေကြီးကမျက်ရည်လေးတုပ်လို့ပြောတော့ဟုတ်ပြောလားမင်းကမှစကားတွေ့လာတယ်မဲတယ်မယုံသေးဘူးဟုတ်ပါတယ်သားရဲ့ရဟန်းပြုတ်ပါတော့မင်းထစားပါရဟန်းပြုတ်ခွင့်ပေးပါပြီအမေရောအဖေရောကြည်ပြူစားပေးပါအဖေကြီးကဓာပြီးတော့သားရဲ့စားပါမင်းထစားပါမင်းအမေကလည်းသဘောတူပါပြီငါလည်းသဘောတူပါပြီရဟန်းပြုတ်ခွင့်ပေးပါအဲ့ဒီကြမှာဝန်သားအရာသားလေးကကိုယ့်ဘက်ကခါလို့အိပ်ရလိုက်ထလာပြီးတော့ဘာလို့လဲပထမဆုံးသူကရေချိုးလိုက်တယ်ငါတော့ရဟန်းပြုတ်သွားတော့ရေချိုးလိုက်တယ်ရေချိုးပြီးမှမိဘများချက်ပြုတ်ထားတဲ့သမင်းကိုတော်ဝါကြီးစားပြလိုက်တယ်6ရက်သာတက်ချက်စားလိုက်သေသွားလို့ရှိရင်တခါတည်းပြတ်တော့မှာအကယ်၍ရဟန်းပြုတ်ခွင့်ပေးတာကမှသူရဟန်းအဝက်နဲ့သူသားလေးနင်းရအောင်မယ်ဒီတော့ဒီတိုင်းတော့ဖြစ်တော့ရှော့မှာဖြစ်တော့မှာခုကြည်စမ်းရက်ဒီကလွန်လှပြီအစာမစားလည်းပျော့ကုန်ပြီသေတော့မှာဖိုးကြီးကနားချဒီကမှာအမေကြီးကမျက်ရည်လေးသုတ်လို့စိတ်မတူတော့လဲကိုင်းဒီလိုဆိုရင်လဲရဟန်းပြုတ်ခွင့်ပေးကြဆိုရင်ဒီနေ့ကလည်းလို့ချားနေမရှိဘူးသူကသေသွားလိမ့်မယ်အဲ့ဒီမှာအမေကြီးကလာပြီးတော့ဖိုးကြီးနဲ့ကိုင်းရဲ့သားရဲ့ထပါလို့မင်းစားပါတော့မင်းအမေကမင်းရဟန်းပြုတ်ခွင့်ပေးပါပြီတဲ့ကွာအမေကသားရဲ့ရဟန်းပြုတ်ခွင့်ပေးပါပြီရဟန်းပြုတ်ပါတော့မင်းထစားပါတော့အမေကြီးကမျက်ရည်လေးတုပ်လို့ပြောတော့ဟုတ်ပြောလားမင်းကမှစကားတွေ့လာတယ်မဲတယ်မယုံသေးဘူးဟုတ်ပါတယ်သားရဲ့ရဟန်းပြုတ်ပါတော့မင်းထစားပါရဟန်းပြုတ်ခွင့်ပေးပါပြီအမေရောအဖေရောကြည်ပြူစားပေးပါအဖေကြီးကဓာပြီးတော့သားရဲ့စားပါမင်းထစားပါမင်းအမေကလည်းသဘောတူပါပြီငါလည်းသဘောတူပါပြီရဟန်းပြုတ်ခွင့်ပေးပါအဲ့ဒီကြမှာဝန်သားအရာသားလေးကကိုယ့်ဘက်ကခါလို့အိပ်ရလိုက်ထလာပြီးတော့ဘာလို့လဲဆိုပထမဆုံးသူကရေချိုးလိုက်တယ်ငါတော့ရဟန်းပြုတ်သွားတော့ရေချိုးလိုက်တယ်ရေချိုးပြီးမှမိဘများချက်ပြုတ်ထားတဲ့သမင်းကိုတော်ဝါကြီးစားပြလိုက်တယ်6ရက်သာတက်ချက်စားပဲ6ရက်စားအဲ့ဒီသမင်းလေးစားပြီးတော့ခါကြမှာကောင်းမုံအဝတ်စားတွေဝတ်တယ်အသာမကျေတဲ့အဝတ်တွေကိုဝတ်တယ်ဝတ်ဆင်ပြီးတော့ခါကြမှာငါတော့ဒီနေ့မိဘများကခွင့်ပြုသောကြောင့်ကြည်ပြုမြတ်စွာဘုရားကျောင်းတော်သွားမယ်
မိဘများအိမ်ကသမင်းစားပြီးပြီမိဘများဖွင့်ပြချက်လည်းရပြီးပြီရေလည်းချို့ပြီးပြီလူဝက်ကိုခါတွက်တော့မယ်လူဘဝဆိုသည်လမ်းစဉ်တစ်မျိုးရှိကရာဝါသလမ်းစဉ်ကရာဝါသလမ်းစဉ်ဆိုသည်မှာလူလောကီ၌နေကြသောလူတို့ရဲ့လမ်းစဉ်အဲ့ဒီလမ်းစဉ်လိုက်ခဲ့တော့တာကျွေးမှုမယားကျွေးမှုဒါတွေနဲ့ဒုက္ခများမိမိရဲ့ကိုယ်လည်းယုံတွေအသုံးချပြီးတော့သားကြုံမယားကြုံခံရမယားရှိသောသူသည်မယားကြုံခံရသားရှိသောသူသားကြုံခံရသမီးရှိသောသူသမီးကြုံခံရဒီကဲ့သို့သားမယားသိမ့်ပိုက်ပြီးကိုယ်လည်းယုံဖြင့်လုတ်ကိုင်း၍တဘွားလုံးနေကြခြင်းသည်အမှန်စင်စစ်ကြုံခံနေရတာဒီပဲဒီကြုံငါမခံဘူးသူတော်ကောင်းလို့အမြင်သူတော်ကောင်းလို့အသိသူတော်ကောင်းလို့အနေမျိုးဖြင့်တွေ့စားတော့ဒီမြင်မျိုးကိုမြင်တဲ့ဒါကြောင့်မို့သူတော်ကောင်းတရားနဲ့ကြည်တော့တဏှာဤကြေးကြုံကာမဂုဏ်ဤအကျဉ်းသာငါအဖြစ်ကိုမခံတော့ဘူးဒါမို့ကရာဝါသောအိယာတီချောင်လူတို့ပေါင်း၌နေရခြင်းသည်ဘုကိစ္စများသောကိစ္စရှိ၏များလိုက်တဲ့ကိစ္စတွေကိုရေးဒီရေးအရေးပေါင်းတောင်းလျှောက်တောင်းတဲ့ဒီနေ့လားလဲဒီထက်ကတယုံလဲလဲဒီနေ့လားလဲတလုံးလဲလဲအဲ့ဒီလိုနေရတယ်ဒီလိုနေရခြင်းတော့ငါအလိုမရှိဘူးယခုတော့လွတ်လွတ်လပ်လပ်ကြီးနေအာဘောကာသောပပ္ပစ္စာပပ္ပစ္စာရှင်ရန်အဖြစ်သည်အာဘောကာသောကျေပြန်သောအခွင့်ရရှိ၏ဒါကြောင့်မို့တန်တာရောအဆုံးကိုလည်းမမြင်အစကိုလည်းမတင်ကျင်လေးကစုံမျောကြရတဲ့ဘုံလောကအနဝဤတန်တရာကြီးဒီကတန်တရာကြီးတဲ့တို့သူငါရောက်ပြီးနေကြတဲ့တန်တရာကြီးကိုလျှောမျော၍ကြီးသောအခါအဆုံးကိုလည်းမမြင်ရဘူးတဲ့ဘယ်တော့ဆုံးမယ်လို့အဆုံးမမြင်ရဘူးဒါဖြင့်အစကိုပြန်ကြည့်လို့အစလည်းမထင်ဘူးတန်တာရောအဆုံးကိုလည်းမမြင်အစကိုလည်းမထင်ကျင်လေးကစုံမျောကြရတဲ့ဘုံလောကအနဝဤတန်တရာကြီးဒီကလောကကြီးကဘုံလောကကြီးကိုဘုံလောကကြီးဖြစ်သောကြောင့်သူလည်းဆိုင်တယ်ကိုယ်လည်းဆိုင်တယ်သူလည်းပိုင်တယ်ကိုယ်လည်းပိုင်ဒီလိုရောထွေးပြီးတော့မျောနေကြတယ်တန်တရာရေရင်ရောစုံမျောပြီးတော့နေကြတယ်ဘုံလောကကြီးတဲ့အဆုံးကိုမမြင်အစကိုမထင်တော့လဲပဲတို့သူငါလေးတန်တရာကြီးတဲ့ဝန်၍တော့မျောနေကြရပြီဘယ်ကဘာကစခဲ့တယ်ဘယ်ဘုရားလက်ထက်ကစခဲ့တယ်ဘယ်ပုံစံနဲ့စခဲ့တယ်မသိပင်မသိတော့လဲပဲတို့သူငါလေးသန္တရာကြီးတဲ့ဝင်ရောက်ပြီးမျောနေကြရပြီအစမပြင်မှုတဲ့နော်တန်တာရောအဆုံးကိုလည်းမမြင်အစကိုလည်းမတင်ကျင်လီကစုံမျောကြရတဲ့ဘုံလောကအနဝဤတန်တရာကြီးဒီကကာမဂုဏေဟိငါးပြာအာယုံကာမဂုဏ်အရှုပ်တရားယုတ်တို့နှင့်တန်တရာကြီးတဲ့ကျင်းလီနေကြတယ်ဘာတွေနဲ့နေကြတယ်ငါးပြာအာယုံကာမဂုဏ်အရှုပ်တရားယုတ်တွေနဲ့အာယုံ၅ပါးကာမဂုဏ်တရားဆိုပြီးတရားကောင်းတွေမဟုတ်တရားယုတ်တရားရှုပ်အဲ့ဒီတရားယုတ်တရားရှုပ်တွေနဲ့တလုံးလဲလဲနေကြတယ်ငါးပြာအာယုံကာမဂုဏ်အရှုပ်တရားယုတ်တို့နှင့်တန်ယူတော်ဘယ်ဘုံဘယ်ဘဝမှာမှသတ်သ၍မဆုံးနိုင်တခိုင်တည်းခိုင်မြဲရှင်တွဲပေါင်းစားအကြောင်းမပြတ်သည်ဖြစ်၍ဘိုးဘဝလုံးကလည်းဒီအာယုံ၅ပြာကာမဂုဏ်တရားတွေနဲ့ပြောခဲ့ကြတယ်ဘိုးဘဝလုံးကလည်းအာယုံ၅ပြာကာမဂုဏ်တရားတွေနဲ့တလုံးလဲလဲနေခဲ့ဒီဘဝမှာလည်းအာယုံ၅ပြာကာမဂုဏ်တရားတွေနဲ့ရှုပ်ထွေးစေပဲတန်တရာတွင်ကျင်းလေးကြတဲ့တတ္တဝါတွေတဘွားလည်းဒါပဲတဘွားလည်းဒါပဲဒီလိုနဲ့ပဲနေကြတော့ကြောင့်ဒါချမ်းသာမှုလားငါးပြာအာယုံကာမဂုဏ်အရှုပ်တရားယုတ်တို့နှင့်တန်ယုတ်တော်ဘယ်ဘုံဘယ်ဘဝမှာမှအစတတ်၍မဆုံးနိုင်တခိုင်တည်းခိုင်မြဲရှင်တွဲပေါင်းစားအကြောင်းမပြတ်သည်ဖြစ်၍မူလာရင်အကြောင်းကမှမပြတ်ဖဲနဲ့ဒါတွေဘယ်လို့ဖြုတ်ဆောင်လို့ရမှာတော့ရှင်တွဲပေါင်းစားအကြောင်းမပြတ်သည်ဖြစ်၍တန်ယူတော်ဘယ်ဘုံဘယ်ဘဝမှာမှအစတတ်၍မဆုံးနိုင်တခိုင်တည်းခိုင်မြဲရှင်တွဲပေါင်းစားအကြောင်းမပြတ်သည်ဖြစ်၍ဒုက္ခခံတော်ဝါဒုက္ခဟူ၍မြူဝဲမတန်းချမ်းသာကင်းစေဆင်းရဲထုံဆင်းရဲခဲ့၏အစမှန်ဖြစ်၍နေတော့ဒီသာလင်ဒီချမ်းသာမှုဘာမှမရှိဘူးသူတော်ကောင်းတို့အမြင်နဲ့
မြင်၍သူတော်ကောင်းတို့အကြည့်နဲ့ကြည်တတ်သောအခါဒီအာယုံ၅ပြားကာမဂုဏ်တရားတဲ့နေရာချမ်းသာမှုတို့ဘာမှမရှိဘူးဒါမို့ဒုက္ခခန္ဓာဝဒုက္ခပို၍မြုံဝဲမတန်ချမ်းသာကင်းစေဆင်းရဲတုံဆင်းရဲကြ၏အသက်မှန်ဖြစ်၍နေတော့ဒီဒါလင်းဒီဒါနိဣဒါနိဖျားဆုံးမဩဝါဒကိုခန္ဓာသေးချာကောင်းစွာနာကြမှတ်သားရပြည့်ဖြစ်သောယခုလိုဤခါမျိုး၌တရောထိုဒုက္ခပေါင်းနှောင်ရင်ကြီးတွင်မှလွတ်ကင်းသည့်ပမာချမ်းမြေရည်လင်းစွာစရိတ်သားမိကြောက်ရွံနှင့်နောက်တုံလို့မစုံတမ်းအယိုးပဲကြည်ကြည်အရေးပဲခန်းခန်းယောက်ျားမြတ်တို့အားစွမ်းဖြင့်တကယ်တမ်းကြိုးပမ်းအားထုတ်ပါတော့တည်းတထေသဥက္ကာရုံညသည်ယနေ့ဖြင့်ခွင့်ရေးရခဲ့ပြီဟဲ့မိဘတို့မကြည်ပြူရာကကြည်ပြူလို့ငါအခွင့်ရေးပေးခဲ့တော့ရောက်ရသောအခွင့်ရေးကိုဝမ်းမြောက်ဝမ်းသာလက်ခံပြီးတော့ရေမိုးချိုးလို့သမင်းစားပြီးတော့အဝတ်စားကောင်းမွန်စွာဝတ်ဆင်လို့မြတ်စွာဘုရားရှင်သွားတော့မယ်ယနေ့ဖြင့်ငါရဲ့အခွင့်ရေးရခဲ့ပြီဟဲ့ဝမ်းသာအားရတယ်ဝမ်းသာအားရမြတ်စွာဘုရားထံသွားကနိမြတ်စွာဘုရားထံသွားကနိမိဘတို့ကိုရိုသေစွာထိုင်၍ရှိခိုးမိဘတို့ထံရိုသေစွာကျေးဇူးတင်တော်အဖြစ်ရှိခိုးတော့မိခင်ကြီးကမျက်ရည်တွေကြာလို့အမလေးသားရဲ့ဒီနေ့တော့သားခွဲရတော့အမလေးသားရဲ့ဒီနေ့တော့သားခွဲရတော့မယ်မိခင်ကြီးကမျက်ရည်တွေနဲ့ငိုးတော့ဖခင်ကြီးကလည်းမျက်ရည်တွေတွေကြာတို့သားလည်းဒီနေ့တော့တကယ်ပဲခွဲရတော့မယ်သို့တော့သေခွဲတော့မဟုတ်သေးဘူးဟဲ့ဖခင်ကြီးကယောက်ျားဖြစ်လို့စိတ်ထိလို့ရသေးတယ်ခွဲရတော့လည်းပဲဒီနေရာမှာရှင်ခွဲရတယ်ရှင်ခွဲရတယ်နာနာဘာဝဝိနာဘာဝလူတွေသုံးလက်ရှိရတယ်နာနာဘာဝဝိနာဘာဝဧတာလောကတဓမ္မတာလူများပေါင်းသင်းတယ်တွေ့ကြုံတယ်ခြုံစည်းတယ်ဆိုတာဒီနေ့နေခွဲရမယ်ဖြစ်တယ်ပေါင်းသင်းပြီးတော့တွေ့ကြုံပြီးတော့ခြုံစည်းပြီးတော့ခွဲရမယ်ခွဲရခြင်းက2မျိုးရှိတယ်နာနာဘာဝခွဲနည်းဝိနာဘာဝခွဲနည်းနာနာဘာဝဝိနာဘာဝနာနာဘာဝခွဲနည်းဆိုသည်မှာသေခွဲခွဲနည်းဖြစ်ဝိနာဘာဝရှင်ခွဲခွဲခြင်းဖြစ်ယခုတော့ရှင်ခွဲခွဲရတော့မဲအဲ့လိုခွဲရတော့ဆိုပြီးတော့ဝမ်းနေရတော့လည်းပဲဝမ်းသာရတယ်အားကြောင့်လဲဆိုတော့ဒုသားလေးဒီနေ့သင်္ကန်းဝတ်ကလေးနဲ့မြင်အောင်မယ်ညှို့လင့်ကြတယ်ကိုင်သားခွင့်ပြုရတယ်သားကမိဘနှစ်ပါးရှိခိုးပြီးတော့ထသွားလို့သားလေးနောက်ကကြည့်လို့မျက်ရည်လေးသုံးပြီးတော့အမလေးသားအိမ်ထဲကဆင်းသွားပြီဟဲ့ငိုလို့သားလေးကအိမ်တွင်းထဲကထွက်သွားသားလေးမျက်စိဆုံးကြလိုက်ကြည့်ပြီးတော့ကိုင်ကွာဖခင်ကြီးကတော့ယောက်ျားဖြစ်လို့စိတ်တင်းရှာတာတို့သားဒီနေ့မြင်ရမှာသေတာမှမဟုတ်ပဲဒီလိုသဘောမထားပါနဲ့မင်းကလည်းသားသေရသွားလာမှမဟုတ်ပဲလို့အဲ့လိုသူ့ဘာဆက်သိသေးပြီးတော့နေရတယ်ဒီနေ့အိမ်ကသားလေးပျောက်သွားပြီသားလေးပျောက်သွားလို့ဖြစ်နိုင်တယ်နင်းနဲ့အိမ်မရှိတဲ့ကြီးတွေကျွန်းနေတဲ့လူဆက်လက်ပဲနေရတို့လည်းချမ်းသာပါသေးတယ်လို့နေရတယ်သားကကြောင်းလို့သွားလို့ယဟန်ပြုတာကယဟန်ပြုပြီးတော့နေဒီနေ့မှသားလေးယဟန်မြင်ရလို့ဓမိုးတော့မြောက်လာလိမ့်ထင်မျောလို့သာနေရဘယ်နေ့မှသားကယဟန်ပြုသွားတော့နေကတခါတည်းပျောက်သွားတယ်ခါမပေါ်ပါမလားအိမ်ရှိလည်းမလားဘူးမျိုးတယ်လည်းမလားဘူးဘယ်နေရာမှမမြင်ရဘူးသားကမိဘတို့ကိုတန်ရောစဉ်ဖြတ်ခြင်းကကြောက်တော့ကြောက်တန်ရောစဉ်ဖြတ်ခြင်းဖြစ်အကယ်၍ငါသည်ရဟန်းပြုပြီးတော့မိဘရင်တော့ဆွန့်ရခဲ့ဆိုဆွန့်ကတော့လောင်းမှာသိမချရဘူးမိခင်ကြီးကတန်ရောစဉ်ကအလွန်ချိနှောင်တယ်ချိနှောင်တော့ကြောက်သားရဲ့တော့ကြကိုပြောသည်ပြောနဲ့နားပူအဲ့ဒီနားပူမှာကိုမကြားကျင်တော့ကြောက်အိမ်ကိုတော့မသွားတော့ဘူးအိမ်အရိတ်တောင်မနှင်းဘူးအိမ်ရှေ့တောင်ဖြတ်မသွားဘူးအဲ့ဒီကစပြီးတော့နေလိုက်တာသာဝတိကြီးသေတော်ကျောင်းတော်တဲ့9ဝါတိုင်နေလို့ပရိယတ်တိစာပြီးသင်ကြားလို့ရဟန်းဆိုသည်ရဟန်းကျင့်ဝတ်ကျုပ်သာသင်ရသေးတယ်အဲ့လိုသင်ကြားပြီးတော့9ဝါတိုင်နေပြမိဘတို့အိမ်ရိပ်မနှင်းယုံနေမဟုတ်မိဘတို့ရှေ့ကိုပဲဖြတ်သားယူပြီးတော့မောင်ရဲမောင်သားမမြင်ရတော့လဲကြားလာပြီဒီနေ့မြင်ရလို့ဒီနေ့မြင်ရလို့သို့တော့အခြားတော့သံဃာတော်နဲ့ရောထွေးပြီးပျော်မွေ့နေမှာပါပဲလို့နှစ်သိမ့်ပြီးတော့နေရတယ်မမြင်ရဘူးဒီလိုနဲ့ပဲတဖြည်းဖြည်းကြားသွားလိုက်တယ်သားက9ဝါပြီးတော့အခါငါသည်ပရိယတ်တိလုပ်ငန်းဒီလောက်ဆိုအခြေခံရခဲ့ပြီပฏิပတ်တိလုပ်ငန်းလည်းလုပ်အောင်သာသနာဝင်တယ်ဆိုတော့အလုပ်လုပ်ဖို့ဝင်လာတယ်
ပရိယတ်တိပြီးတော့ပฏิပတ်တိလုံငန်းလေရတယ်ပฏิပတ်တိဆိုတော့ကမ္မထာဘာဝနာအကျင့်ကမ္မထာဘာဝနာအကျင့်ကျင့်ဖို့ရငါဝေးလံတော့သာဝတိပြည်ကြီးမှဝေးလံတော့တောကျေးလက်သွားရင်တခုသောရွာကိုဘောဇရကံပြုရင်တောရောင်းလေးနဲ့သွားနေမဲ့လို့ရွေချက်နဲ့တပိတ်ကလေးပိုက်ပြီးတော့ထွက်သွားတယ်သင့်တော်သောအလန်းကွာသောနေရာ၌တောရကြောင်းနဲ့ဆောက်တည်ပြီးတော့နေတဲ့တောရကြောင်းလေး၌နေလိုက်တာဘယ်လောက်ကြာသွားလဲဆို32နှစ်ကြာသွားတယ်ပြီးတော့တောရကြောင်းနေတာက12နှစ်ကြာတယ်ဒေတဝန်ကြောင်းတော်နဲ့နေတာ9နှစ်39နှစ်ကြာ39နှစ်တော့ကြာပါတယ်ဖခင်မိခင်တို့ဒီသားတယောက်တစ်ခါမှမမြင်ရဘူးဒီနေ့မှမမြင်ရဘူးဒီနေ့မှမမြင်ရဘဲနဲ့ဒီလိုနဲ့ပဲမနေရမိဘတွေကဘယ်လိုဖြစ်လာလဲဆိုတော့19နှစ်ကြာတော့အချိန်ကြာမိဘတွေကအိုမင်းကြပြီးရိုးရင်းခဲ့ပစ္စည်းသိုးဒီကတတ္တဝသင်္ခါရပစ္စည်းသင်္ခါရထိမ့်မဲ့သိမ့်မဲ့လူမရှိတော့သူတို့အဖိုးအမဲအိုးတွေသူတို့နေရာတကာလိုက်မကြည့်နိုင်ဘူးသားကလည်းထိမ့်သိမ်းလို့မရှိတော့အိမ်မှာခိုင်းတာကကြေးတွေကျွန်းတွေအလုတ်ကျွေးတွေသားမရှိပြီဆိုတော့ကြေးတွေကျွန်းတွေကလုတ်ချင်တယ်လို့လုတ်ကြတယ်သုံးချင်တယ်လို့သုံးကြတယ်ဒီလိုနဲ့ပစ္စည်းတွေကတဖြည်းဖြည်းယိုယွင်းလာလိုက်တာတစ်ချိန်ကြီးတဖြည်းဖြည်းမွဲမှမသိမွဲလာတယ်ပေါ်စီဒီချေငှယူထားတာတွေကလည်းပြမပေးကြသားလည်းအားကိုးစရာမရှိအဖိုးကြီးအမေဒီဆိုတော့ကြောင်အိုးကြွက်မလေးဘယ်သူကမှဂရုမထားကြတဖြည်းဖြည်းနဲ့မွဲတင်လာလိုက်တာငကိုကလည်းသူတို့မားကတထင်းမျိုးတထင်းွယ်ကိုငယ်စဉ်ကလည်းဆင်းရဲပန်းအောင်လုပ်ခဲ့တဲ့အလုပ်ကဘာတစ်ခုမှမရှိတထေးသည်သမီးတထေးသားဆိုတော့ချင်းပွဲမီးမလောင်လက်မွေးမီးမလောင်နေလာခဲ့တာမွဲမှမသိမွဲသွားတဲ့ခါတဲ့အထည်ကြီးကြသွားတယ်အထည်ကြီးကြသွားလိုက်တာနေနောက်ဆုံးကြတော့အိမ်ပေါ်တော့မနေနိုင်လို့မောင်ရဲမတတ်နိုင်တော့ဘူးဒီအိမ်ကြီးပဲရောက်ပြီးတော့ရတဲ့ငွေလေးနဲ့တနေရာသွားပြီးတော့ကနေရမှာကောက်မှထမရဲလို့တိုင်နေပြီးတော့ကိုင်းကွာဒီလိုပြောတယ်ဒီလိုလောက်ကြတယ်ဆိုပြီးတော့ပရိယေဒနာဝမ်းစာကလည်းရှိသေးတာကိုပရိယေဒနာဝမ်းစာကလည်းရှိမသားပဲမနေနိုင်တော့ဖြစ်နိုင်တဲ့နည်းနဲ့ပြောင်းလုပ်ကြနောက်ဆုံးအင်ကြီးကိုရောင်းချတယ်အိမ်ပေါ်ကဆင်းသွားအိမ်ပေါ်ဆင်းသွားပြီးတော့မြို့ပြင်မဲ့ဆင်းရဲသားရက်ွက်တဲ့ထမ်းရမို့တဲလေးနဲ့နေကြတယ်သူတို့မှဘာမှလည်းလုပ်တာကိုင်းတာမရှိတစ်သက်လုံးကလည်းဘာတစ်ခုမှလုပ်ဘူးတာမရှိမဟုတ်တော့အခြေခံကနောက်ကျောင်းကလည်းတထေးသားတထေးသမီးကိုင်းဒီတစ်ခါကျတော့အထည်ကြီးကြဘာတတ်နိုင်ကြသေးတော့ဒီဟာလေးတဖြည်းဖြည်းနဲ့ပွန်းပြတ်သွားတာနောက်ဆုံးတော့မွဲသွားလိုက်တာကငတ်ပြတ်သွားတော့အခြေရောက်သွားမတတ်တာတဲ့အဆုံးကိုင်းသူများနေတူတော့ကွာဆက်တော့မချက်နိုင်တော့မထိုးတော့လူလုံးတော့မလှတော့ဘူးမလှတဲ့ဘွားတော့သူများနေတူပဲဖွက်လက်ဆွဲပြီးတော့တောက်စားရတော့မှာပဲဆိုပြီးတော့မတတ်တာတဲ့အဆုံးဖွက်လက်ဆဲပြီးတော့တောက်စားရတဲ့အချက်မျိုးရောက်သွားတယ်ဒီအချိန်မှာသာဝတိပြည်စေတဝန်ကျောင်းတော်တွေကယဟန်တစ်ပါးကတောကျေးလက်ပြီးထွက်လာဒေသသာရေခရီးထွက်လာတော့ကဥကာတုံညမဟာရဏတထေးကြီးရဲ့သားနေတော့တောကြောင်လေးဆိုရောက်လာတောကြောင်လေးရောက်လာတော့အာဂန္ဓုကိုတော်ကိုအာဝတိကပုဂ္ဂိုလ်ကအခမ်းရမြဲသုံးဆောင်တဲ့အရှင်ပြကြွပါဒီမှာတိုင်းမှာနေရာထိုင်ခင်းလေးပေးလို့ဟောဒီတော့ရေ3ဆောင်မှာရေအိုးလေးချအခမ်းသမိစရာစကားပြောလို့အရှင်ပြသာဝတိပြည်ကြီးရှိကလို့စီစီကားကရှိပါလေဒေတဝန်ကျောင်းတော်ကြီးကောင်းရှိကလို့စီစီကားရှိပါတယ်တန်ဃာတော်များကိုကျမ်းမာမချမ်းသာရှိပါတယ်စီစီကားကရှိပါတယ်မြတ်စွာဘုရားနဲ့တို့ကတန်ဃာတော်များလည်းရှိကတိုင်းပါပဲအဲဒီအာနာပသံဃာပစကားတွေပြောပြီးတော့လာရတာတဖြည်းဖြည်းနဲ့နောက်တော့ဒါတဲ့ဘုရားစကားမစသာဝတိပြည်တဲကမဟာလနတထေးကြီးဆိုတာအရှင်ဘုရားကြားဘူးပါလားလို့အာဝအတိကပုဂ္ဂိုလ်ကအာရဏုယဟန်ကိုမေးတော့အာရဏုကိုတော်ကပြောတယ်သိပါလေမဟာလနတထေးကြီးသို့တော်သူတို့တထေးကြီးမဟုတ်တော့ဘူးဗျာဩဘယ်လိုဖြစ်သွားလဲသူတို့ဗျာသားကလည်းမရှိဘူးသားကမရှိတော့ကြည့်မဲ့လူမရှိတော့ဒီကကြည်တွေကျွန်းတွေကလှုပ်ချင်တယ်လို့လှုပ်သုံးချင်တယ်လို့သုံးဖြုံချင်တယ်လို့ဖြုံကျွေးယူထားတဲ့လူတွေကလည်းပြန်မပြေနောက်ဆုံးတော့တဖြည်းဖြည်းနဲ့သူတို့ကလည်းလူအိုးကန်းအိုးအကုန်လုံးအိုကြတော့ဘာမှပြုမဲ့လို့ရှိတော့နောက်ဆုံးသူတို့အိမ်ကြီးပေါ်မနေနိုင်လို့ဆင်းသွားရတယ်အဖြစ်မျိုးရောက်တယ်အိမ်ကြီးပေါ်ရောက်ကြသွားတယ်ခုတော့မြို့ပြင်မဲ့ဆင်းရဲသားရောက်ွက်တဲ့ထမ်းရွက်တဲလေးနဲ့နေရှာတယ်လို့ကြားတယ်ထားရွက်တဲနေကြတော့သူတို့မှတော့ဗျာဖြစ်ရပုံကသနာပါတယ်အဝက်လည်းလူချင်းမတူရှာဘူးဗျာအစားလည်းလူချင်းမတူရှာဘူးကိုယ်ပြောတော့ဗျာခွက်လက်ဆွဲလို့တောင်းစားရတဲ့အဖြစ်မျိုးရောက်နေကြတယ်ရိုးသားပြောဒီဖြစ်တွေကြားရတော့အမလေးငါမိဖတွေဖြစ်မှဖြစ်ရနေခြင်းလို့အာဂန္ဓုကိုတော့မသိအောင်တစ်ဖက်တည်းမျက်ရည်တွေတုပ်လို့ငါမိဖတွေဆင်းရဲသွားပြီ
မကြရင်လည်းအာငနုကိုတော့မမင်းအောင်တစ်ဖက်လက်မျက်ရည်သုံးရနဲ့ခက်ပြီးတန်ရောစဉ်ဩမိဘဒီလောက်ချီထအောင်ဆင်းရဲလိမ့်မယ်မထင်ခဲ့ဘူးသူတို့ဒီချမ်းသာတော့မဟာရဏတစ်ထေးကြီးသူတို့လက်သက်တာတော့ဖြင့်ထိုင်စားနိုင်တယ်လို့ငါလည်းယူဆခဲ့တယ်ယူဆခဲ့တော့ကြောင့်စိတ်ချလက်ချငါတော့ရဟန်းဘွားနဲ့ပြောမွေ့တော့မယ်မိဘတို့ထံပြန်ရင်ပို့တယ်ဒီဘက်ချက်မရှိဘူးတန်ရောစဉ်တွေ့မှလဲဆွေးရင်တော့ကြောင့်နေခဲ့ငါမျှော်လင့်တာကတခြားဖြတ်ထားကတမျိုးကြားရတဲ့သတင်းကပြင်မကောင်းဘူးငါဘယ်လိုလုပ်ရပါမလဲစိတ်ထဲကဆုံးပြပြီးတဲ့ခါကျမှဒီလောက်တော့သိုးပါလေတဲ့အချင်းမိဘများမတည်ခင်ငါတော့ပြန်တော့ကြည်အောင်မှချင်းရဲ့လို့တန်ရောစဉ်ရောက်အမို့ဆွဲရလောင်စေပူမြဲပေသည်ဆိုတဲ့စကားတန်ရောစဉ်ရှိတယ်တန်ရောစဉ်ပြန်မြဲစွာနှောင်ပေကျိုးဆဲတွေသည်မြေရဝန်းဆိုင်လောဘမြိုင်ကခန့်ခိုင်အေးကြည်နိဗ္ဗာန်ပြည်ကိုမျော်ဤမှန်းကလွန်မိပါ၏တန်ရောစဉ်ဆိုတာရှိကြတယ်လူများမှားတော့သားတန်ရောစဉ်မယားတန်ရောစဉ်လင်တန်ရောစဉ်ဒီလိုတန်ရောစဉ်ရှိကြတယ်ရဟန်းပုဂ္ဂိုလ်များတော့တန်ရောစဉ်မရှိဘူးလို့ဆိုရတော့လည်းပဲမိဘချေရှားရှိတဲ့သူများမိဘတန်ရောစဉ်ရှိကြမြဲဖြစ်တယ်ထိုရမဟုတ်သေးဘူးတန်ရောစဉ်ဖြတ်တယ်ဆိုပေမဲ့အာဝါဒတန်ရောစဉ်ပလီဘောဓတန်ရောစဉ်ဆိုတော့တန်ရောစဉ်ကကွဲ့ငါတန်ရောစဉ်ကျိုးဆယ်ခြင်းရှိတန်ရောစဉ်ကျိုးဆယ်ခြင်းကနောက်ကကြီးတွဲလို့နေကြမြဲဖြစ်တယ်ငါဒီမိဘတန်ရောစဉ်ရှိသေးရဲ့ဒီမိဘလို့အသက်ထင်ရှားရှိစဉ်ငါဒီပြက်ပဲမထားတတ်ဘူးထင်ရဲ့ဆုံးပြပြီးတော့ရုတ်တရက်သူ့စိတ်ထဲမှာမိဘလို့ငါခဏသွားကြည့်အောင်ပါပဲလို့တခဏချင်းဆုံးပြပြီးတော့အရှင်ဘုရားဤတော်ကျောင်းနဲ့အရှင်ဘုရားတည်သုံးနေထိုင်လို့တပဆိုလျင်တပည့်တော်အရှင်ဘုရားကိုကရုပံလဟုပံကအကုန်လုံးကထူထားခဲ့ပါမယ်တပည့်တော်သာဝတိကြီးကြီးနဲ့ကွာနေတာကြားပြီးမြတ်စွာဘုရားနဲ့တော့သံဃာတော်များမဖူးတွေ့ရတာကြားနေဖြစ်တော့ကြောင့်တပည့်တော်မြတ်စွာဘုရားကိုလည်းဖူးတွေ့ရင်သံဃာတော်များလည်းဖူးတွေ့ရင်ဒေတော်ရွှေကျောင်းတော်ကြီးကိုလည်းမရောက်တာကြားနေတော့ကြောင့်ပြန်ရန်ရည်ရွယ်ချက်ဖြစ်ပါတယ်လို့လျှောက်ထားပြီးတော့သူရဲ့မိဘတာယောစဉ်ကိုဖွင့်ထုတ်မပြောပဲနဲ့မျက်ရည်တိမ်ပြီးတော့လူထားပြီးတော့တပိတ်ကလေးပိုက်တော့ပြန်လာခဲ့တော့မိဘလို့တော့မြင်အောင်မှာမိဘလို့မြင်အောင်မှာမြင်ခွင့်ကတော့ကောင်းမှာမဟုတ်ဘူးစိတ်ထဲကဝမ်းနေပန်းနေအဲ့လိုသွားပြီးတော့တွေးတော့ပြီးတော့နေတော့သွားရဲနဲ့အချိန်ကလည်းမိုးရအချိန်မိုးတင်ကြီးတွေကအနောက်တောင်ကတက်တိမ်မုတ်ကြီးတွေကသူ့အောင်မလေးတင်ကြီးကလည်းတက်လာလိုက်တာငါများမိုးမိမှာအရင်မကြည့်ဘူးဒီမိုးကြီးကသာဝတိကြီးပေါ်ရွာချလာခြင်းငါမိဘဆင်းရဲတော့ဖြည့်တဲလေးနဲ့လေရှားရတယ်မိဘလေးမိုးလုံးလေးလုံးမှပြပါမလားစိတ်ထဲတွေးတော့ပြီးတော့ဝမ်းနေမိသေးပုထုဇဉ်ရှိရှာသေးတယ်အဲ့ဒီလိုဟိုတွေးဒီတွေးနဲ့တွေးပြီးတော့တဖြည်းဖြည်းလာတဲ့သာဝတိကြီးဝန်ခံနေလမ်းစုံတစ်ခုရောက်လမ်းကနှစ်သွယ်တွေ့တခုသောလမ်းကသာဝတိကြီးတဲ့ဝင်သွားတဲ့လမ်းတခုသောလမ်းကမြတ်စွာဘုရားသတင်းသုံးတော်မူရာစေတဝန်ကျောင်းတော်ကြီးကိုသွားရလမ်းလမ်းနှစ်ခုတော့300တွေ့ပြီငါဘယ်လမ်းလိုက်ရပါမလဲသာဝတိကြီးတဲ့အရင်သွားတော့လမ်းလက်ခဲ့တော့မိဘများကိုအရင်သွားတွေ့ရမယ်မိဘများအရင်သွားတွေ့ပြီးမှမိဘများကိုနှစ်သိမ့်စေမယ်မိဘများသာပြန်လာခဲ့ပြီမျက်နှာအမြင်ခံလို့ပွင့်လင်းစွာနဲ့မိဘများမပူကြနဲ့တော့ယနေ့သာပြန်လာခဲ့ပြီသာပြန်ရခဲ့ပြီလို့ဒီလိုအရင်ပြောရကောင်းနေမလားသို့မဟုတ်ဒီဘက်လမ်းလိုက်ခဲ့တော့ရေတဝန်ကျောင်းတော်ကြီးရောက်တော့ခါမြတ်စွာဘုရားဖူးတွေ့ရမယ်တန်ဃာတော်များဖူးတွေ့ရမယ်နေမြဲတိုင်းဖြစ်တော့ငါရဲ့ရှေ့ကကျောင်းနေရာဌာနရောက်တော့စိတ်ကြည်လင်ခြင်းဖြစ်မယ်မြတ်စွာဘုရားကြီးငါရဲ့ဆရာမဟုတ်လို့ဒီတော့ဆရာကိုအရင်ဦးစားပေးရမယ်လောကမှာမြတ်စွာဘုရားရဲ့ထူးမြတ်တဲ့ပုဂ္ဂိုလ်ဘယ်သူရှိတဲ့တော့ငါဒီလမ်းလိုက်မှတော်မှာပဲလို့သာဝတိကြီးတဲ့သွားရလမ်းကိုနောက်ချန်ထားခဲ့ပြီးတော့ရေတဝန်ရွှေကျောင်းတော်သွားရလမ်းကိုလာခဲ့တော့ကျောင်းတော်လေးဝင်ရေတဝန်ကျောင်းတော်ကြီးတဲ့ဝင်တော့မြတ်စွာဘုရားရှင်ကပရိသတ်၄ပေါ်တရားဟောနေတယ်တိုက်ဆိုင်ရကြီးသွားပြုံကြိုက်ဒီလေယာမြတ်စွာဘုရားရှင်ကပရိသတ်၄ပေါ်တရားဟောနေတဲ့တရားကတိုက်ဆိုင်ကြီးဖြစ်လိုက်ပုံကမိဘကျေးဇူးထိုးတဲ့တရားဟောနေတယ်
လူတို့သည်လူလောက၌မိဘကျေးဇူးသိကြရမယ်မိဘကျေးဇူးဘယ်လောက်ကြီးတယ်လဲဆိုတော့မိဘကျေးဇူးသည်ရေးတွက်လို့မကုန်နိုင်ဘူးပမာအားဖြင့်ပြောမယ်မိဘနှစ်ပါးကိုဘယ်ဘက်လက်ပွားကိုအသက်တရားကာလပတ်လုံးဒီလက်ဝါးပြင်ပေါ်မှာသူတို့ဒီပေါ်မှာရေးချိုးဒီပေါ်မှာထိုင်ဒီပေါ်မှာအိတ်ဒီပေါ်မှာနေစေပြီးတခုသောလက်ကသူတို့အတွက်စားဖို့ရဓမင်းရှားကြံတွေးပြီးတော့ရေးချိုးခြင်းစားသည်ဖြင့်ပြုပြင်ထားပါတဲ့ဒီကဲ့သို့ထားတော်လည်းပဲအနှစ်တရားသာကုန်ရမယ်မိဘကျေးဇူးဆက်လို့မကုန်ဘူးဒီမြတ်တော့မိဘကျေးဇူးကြီးတယ်ဆိုပြီးတော့မိဘကျေးဇူးမြင့်မော်တောင်တဲ့ဘက်ကကြီးတယ်အလွန်ကြီးမားသောမိဘကျေးဇူးကိုသင်တို့သိကြလောမြတ်စွာဘုရားရှင်ကယဟန်ဖြစ်သောသူများဘင်းလင်းမိဘကျေးဇူးဆက်ကောင်းတယ်မိဘကျေးဇူးဆက်ရမယ်ဆိုတဲ့စကားပါလာအဲ့ဒီစကားကြားရတာဥက္ကာတော်ညယဟန်လေးအားရှိလာယဟန်ပြုဖြစ်သောပုဂ္ဂိုလ်လည်းမိဘကျေးဇူးဆက်ကောင်းတယ်မိဘကျေးဇူးဆက်ချိုက်တဲ့ဆိုတော့အားရှိလာလို့ဒီနေ့ညတော့မြတ်စွာဘုရားတရားနာရင်တရင်သုံးမော်ဒီရဟန်းသံဃာတော်တွေနဲ့အတူပြောပိုက်သွားအေးအေးဆေးဆေးစိတ်တွေအတော်ကျေနပ်သွားတယ်ပူပင်သောကတွေအတော်ပဲအာရော့သွားတယ်ဒါနဲ့နှစ်ချက်ချက်ကြီးခရီးကလည်းပန်းလာကြတာနဲ့ရဟန်းသံဃာတော်တွေနဲ့အလပလမ်းမဆွေးနေခြင်းချိုးနေတဲ့ညဇေတဝန်ချိုးเจ้าတော်ကြီးနဲ့တညကျင်းဆက်လို့နှစ်သက်စွာအိပ်ပျော်သွားတယ်ညာနေစောသောအခါအခြားသောသံဃာတော်များဆွမ်းခံကြွသောနေ့သူလည်းတပိတ်သင်္ကန်းယူရသူများနောက်လည်းဆွမ်းခံသွားတယ်ထိုနေ့နန်းနဲ့စောစောမှာကာအားလျော်စွာတခုသောအိမ်ကစောစောကြီးယာကုဆွမ်းနေလောင်းယာကုဆွမ်းဆိုတာရှေ့ကသုံးတဲ့ကျမ်းဂန်စကားခုခေတ်စကားနဲ့ဆံပြုတ်ရှေ့ကတန်ဃာတော်များဆံပြုတ်လောင်းလို့လည်းရှိကြတယ်မန်းလေးမှာလည်းရှိတယ်ရှေ့ကရှိတယ်ခုခေတ်မှာတော့မန်းလေးမျိုးဘုန်းကြီးတို့ငယ်စဉ်ကတော့ဆံပြုတ်ကိုတော့တပိတ်ထဲမလောင်းဘူးဆံပြုတ်ကတော့ရင်ကအရှင်ဘုရားဒီနှံ့ကြွဆံပြုတ်ဖုံးပေးပါလို့ပင့်လည်းရှိတယ်အဲ့ဒီမှာတပိတ်နဲ့ပိုက်ပြီးတော့သူပင့်လို့နေရာကြီးသွားရတယ်10ပါးကမယ်ဆို10ပါးထိုင်ပြီးတော့ကျန်တဲ့ကားပေါက်ပိတ်လိုက်တယ်နောက်တာလက်မခံဘူးအဲ့ဒီ10ပါးကိုဆံပြုတ်တဲ့သူကရိုးရိုးလေးပဲဆံပြုတ်နဲ့နေပြီးတော့ပဲပြုတ်ကြော်လေးနဲ့အဲ့လိုဆုံးကလေးရှိကြတယ်ခွန်ကြီးတို့အဲ့လိုတောက်ခဲ့ဘူးလေရှင်းကတော့ဒီလိုမဟုတ်တပိတ်ထဲလောင်းလိုက်တယ်တပိတ်ထဲပြီးတော့ရာကွက်တကောင်းတပါးစာဆိုလို့ရှိရင်တပါးစာခွက်နဲ့ခုခက်အသုံးဆိုလို့ရှိရင်ရိုက်နဲ့တဆင့်စာတော့တပိတ်ထဲလောင်းထည့်လိုက်တပိတ်ထဲပူလောင်ကြီးလောင်းထည့်တော့ဥက္ကလုံးညာလဲရှေ့ကပုဂ္ဂိုလ်လေးနဲ့ညီတူသူလည်းဆံပြုတ်ရာကုတစ်ခွက်ကြီးရတယ်ဝမ်းတာအားရနေရာကြတယ်ငါမိဘတို့ထံဥဖြာပြာမာကြီးဝမ်းနဲ့တာကြီးဖြစ်တာကဝမ်းတာလာကယနေ့ကစပြီးတော့9ရက်ဆွမ်းခံပြီးတော့တပိတ်နဲ့ယူပြီးတော့မိဘတို့ကိုစားစီမယ်စားရတော့မယ်ကျွေးရတော့မယ်ဝမ်းတာတို့တော့ဝမ်းနေတာကယခင်ကမြင်နေကြအိမ်ပေါ်မဟုတ်တော့ဘူးမြို့ပြင်မဲ့ရောက်ဆင်းရဲသားရက်ကွက်ထဲမှာထမ်းရွက်တဲကလေးနဲ့နေရတယ်အဝက်ကလည်းအစုပ်စုပ်နေရလာကလည်းအနှုတ်ခွဲစုပ်ကြီးဆွဲပြီးတော့ဒီမတောင်းစားရတဲ့ကြားထားတဲ့တဲ့အဲ့ဒီတဲ့ကြောင့်မြင်လို့မှတော်ပါမလားကိုယ်စိတ်ကိုသံဃာလို့ဝမ်းနေကြီးဖြစ်တယ်ဝမ်းနေကြီးဖြစ်တော့လဲပဲကိုင်းကြိုးစားပြီးတော့ရှာကြည့်အောင်မယ်မိဘတို့အရင်ကနေခဲ့ဘူးတဲ့အိမ်ဟောင်းကြီးဒီတော့မသွားဘူးမရှိတော့ဘူးသူများလက်ချင်းရောက်သွားပြီဆိုတော့ကြားထားပြီးသိထားပြီးဖြစ်တော့သွားအလကားစိတ်မကောင်းရင်ပြန်မှာမသွားဘူးမြို့ပြင်မဲ့ထွက်ပြီးတော့ဆင်းရဲသားရက်ွက်ခဲရှောက်ရှာမယ်ရှောက်ရှာတော့ဟိုကြည့်ဒီကြည့်နဲ့သူတို့ကမသိတော့လဲငါကတော့မိဘသိတယ်တပိတ်ပိုက်ပြီးတော့ရှောက်တော့မိုးကပြင်းပြင်းလင်းလာတော့ဟိုရှားသေးရှားတော့မိဘနှစ်ဦးပထမအဖိုးကြီးတဲလေးအပြင်မဲ့ထွက်မတ်တရနေတာမြင်းတယ်မြင်းတော့ဧကနာကငါရဲ့ဖာကမိတော်ကြီးဖာကင်းရောကျွမ်းလာသွားချင်းကောက်အောင်မလို့ခဏန်းလုံးသွားရက်တော့ဘုန်းကြီးကမျက်စိကမွဲမမြင်မတွေ့ရသားကလည်း19နှစ်ကြာရှေ့ကအတွင်းတန်းလန်းနဲ့လည်းမတူတော့သားမှမသိတော့တွေ့လားလေကိုတော်တော်ဆွမ်းရတယ်ထင်လို့အရှင်ဘုရားရှင်ကလို့ဆွမ်းရနေပြီတို့လည်းလောင်းစရာမရှိဘူးဘယ်နဲ့လုပ်ပါမယ်အရှင်ဘုရားညာနဲ့စိတ်ထဲကကြာနေအရှင်ဘုရားတပည့်တော်တို့မှာလောင်းစရာဆွမ်းမရှိဘူးဗျာလောင်းစရာဆွမ်းမရှိလို့အတိတ်သထဗန္တေဗန္တေရှင်ဘုရားတပည့်တော်တို့မှာယခုလိုကလောင်းလို့ရသုံးမရှိတော့ကြောင့်အတိတ်သထဗန္တေကတော့ပါအေးခရာအတိတ်သထဗန္တေဆိုကတော့ဇွန်းလောင်းအဲ့လိုကတော့ဇွန်းလောင်းကိုတော်ကချမသွားဘူးမသွားတော့ရှင်မရေကိုတော်ကမသွားဘူးငါပြောတဲ့စကားမကြားချလို့လေးလာဘယ်လိုဖြစ်ချလာပါလိမ့်မယ်တကယ်ချပြီးတော့ပြောပါရှင်မရေသွားပြီးတော့ကတော့ပါအောင်ဟဲ့
သူကလည်းအတိတ်စကြဗန်းတယ်ရှင်ဖေတပည့်တော်မလို့ရှေ့ကလို့မဟုတ်ဘူးဖေရှေ့တုန်းကတော့တူနိုင်တနိုင်ဖေအခုတော့ဘာမှမရှိတော့ဘူးမရှိတော့လို့ဆင်းရဲသားရပ်ွက်ထဲရောက်လို့ခက်လက်ဆက်တောင်းစားအရှင်မျိုးရောက်နေလို့ပါဗျာလူချင်းပါတယ်မတတ်နိုင်လို့ပါဗျာမိခင်ကြီးကလျှောက်သေးတယ်ကိုတော်ကမသွားဘူးသူကဘာမှဘယ်လိုဖြစ်တာပါလိမ့်မယ်ဒါနဲ့ရှင်မရဲ့အနံ့ကတ်ကြည့်ပါဦးတေချာကတ်ကြည့်ပါဦးဆိုတဲ့အခါကျတော့ဘိုးကြီးကမျက်စိလေးပါးလေးပွက်လို့သွားပြီးတော့ကြည့်တဲ့ခါကျမှအနံ့ကတ်ကြည့်တော့သူ့သားမောင်ကြည့်မလေးသားရဲ့ရှင်မပြရလေးဆိုတော့ခါတခါသားကိုခြေလုံးကိုဖက်တယ်ရှင်မရဲ့ညသားလာပြီဆိုမှအမေကြီးကပြေးထွက်လာအမလေးသားရဲ့ရှင်မပြရလေးမိဘလို့ဖြစ်ရမြင်နိုင်သေးရဲ့လားလူကျုံးမရလူလုံးကတော့မလှတော့ဘူးမြင်နိုင်သေးရဲ့လားသားရဲ့ခြေလုံးဖက်ပြီးတော့မိခင်ကြီးကငိုကျွန်းနေတဲ့သပင်လေးနဲ့ရက်ပတ်လို့မိခင်ကြီးငိုတဲ့မျက်ရည်တွေကသားရဲ့ခြေပမိုးပေါ်ကြဖခင်ကြီးကလည်းကုန်းလို့ထိုင်ပြီးတော့သားရဲ့ခြေလုံးနှစ်ဖက်ကိုပွေ့ပဲ့ရသားရဲ့မြင်နိုင်သေးရဲ့လားမိဘလို့ဒီခြေရောက်နေပြီခြေကတော့ငါတစ်ထဲကြီးခုတော့မဟုတ်တော့အခြေမဟုတ်တော့တတ္တဝါသင်္ခါရပစ္စည်းသင်္ခါရဆိုဒီလိုကိုတတ္တဝါသင်္ခါရပစ္စည်းသင်္ခါရပစ္စည်းကလူကိုစွန့်သွားတာရှိတယ်လူကပစ္စည်းကမစွန့်ဘဲနဲ့ပစ္စည်းကြံရပြီးတော့လူကစွန့်သွားပစ္စည်းကြံရတာရှိတယ်တတ္တဝါသင်္ခါရပစ္စည်းသင်္ခါရဆိုတာဒီလိုပဲမြဲမရှိဘူးကံမှိန်ပြီးဆိုတော့မြတ်စွာဘုရားရဲ့ကြောင်းတော်ဖြစ်တော့အနာတပိန်တစ်ထေးကြီးတောင်မှမွဲတည်သွားလို့သဘောတမင်ဖြစ်သားရတဲ့အဖြစ်မျိုးရောက်ခဲ့ရဘူးသေးတယ်ဒိုနေ့သူကံကုန်ပြီးဆိုတော့ရန်ကုန်မြို့ကချင်းချောင်းတစ်ထေးကြီးတောင်မွဲသွားရဘူးတဲ့အဲ့ဒီလိုပဲမာရဏတစ်ထေးကြီးလည်းဒီလိုပဲမွဲသွားလိုက်တာဒီဓမ္မအထက်ကြီးကြတကယ်အထက်ကြီးကြဆိုဘာမှမလုပ်နိုင်တဲ့အဖြစ်မျိုးဖက်လက်ဆက်ဒီအဖြစ်မျိုးရောက်သားရဲ့မိဘတို့အဖြစ်မြင်နိုင်သေးရဲ့လားမိဘတို့မြင်နိုင်သေးရဲ့လားဒါလည်းဖွက်ပြီးတော့ငိုဖခင်ကြီးကခြေလုံးဖက်ငိုကြောကုန်းပေါ်သားကလည်းဒီအဖြစ်ကိုမမြင်နိုင်တော့ကြောင့်မျက်ရည်တွေတွေ့ကြသားရဲ့မျက်ကြီးကဖခင်ကြီးကမိခင်ကြီးကြောပြင်းမောမှတပေါက်ကြမိခင်ကြီးမျက်ရည်တွေကသားရဲ့ခြေလုံးပေါ်ကြထွေပိုက်ရပဲပြီးငိုကြမလေးသားပါ3ယောက်ဒီနေရာငိုပွဲကြီးဆင်းပြီးတော့နေလိုက်ကြတာကြာအချိန်ကြာပြီးဆိုမှမျက်ရည်သိမ့်နိုင်တော့မှသားကစကားပြတ်လာတယ်ဖခင်တို့မိခင်တို့မပူကြနဲ့တော့သားရောက်ခဲ့ပြီဒီနေ့ကစားရသားရောက်ခဲ့ပြီကိုင်းဒီလောက်ဆိုသိနာကြပါတော့အဲ့ဒီတို့ဒီခါကျမှမျက်ရည်တွေသိမ့်ပြီးတော့မဲဒီမှာတပိတ်ထဲမှာပါခဲ့တယ်ပူနွေးရာခုတွေပါခဲ့တယ်အဲ့ဒါမိခင်တို့တောက်ရကြပြီတော့သူတို့သုံးလက်ခွက်ထဲထည့်ပြီးတော့ထားခဲ့တယ်ချက်လက်လည်းမကြည့်လို့တော့ဘူးကြည့်လို့ချင်းမျက်ရည်တွေကြလို့ဝမ်းနေတော့ကြောင့်ကိုင်းဆုံးလာဆက်အောင်မဲဆွမ်းရလို့ချင်းနောက်တစ်ခေါက်ပြန်လာခဲ့အောင်မဲလို့နှစ်တိစကားပြောပြီးတော့ဆုံးလာဆက်သွားတယ်မျက်ရည်တွေသိမ့်ပြီးတော့ဆုံးလာဆက်ချတယ်ဆုံးလာဆက်လို့ဆုံးရတယ်ဆုံးလေးကိုရှေးဥစွာရတယ်ဆုံးကိုမိဘများကိုလာပြီးတော့ပေးတယ်ပေးပြီးတော့ခါမှနောက်တစ်ချိန်ပြန်ခါလို့ရတယ်ဆုံးမှသူကစားရတယ်နေ့စဉ်ဒီကဲလို့ပဲသပိတ်နဲ့ဆုံးခံပြီးတော့မိဘကြီးကျွေးသွားတယ်မိဘလေးကျွေးလို့သားလေးကျွေးတဲ့ဆုံးလေးခုံးခံလာလို့မိဘများစားရတယ်သမင်းနဲ့ဆင်းနဲ့စားရတယ်ဝါသောနေလည်းရှိရမဝါသောနေလည်းရှိရသောစီဆွန်းလောင်းလူမဲလူရှိသောအခါလုံလောက်စားရတယ်အရာနေတဲ့အခါကျလို့ချင်းမိဘများလည်းဝါလျံလည်းမဟုတ်ဘူးသားမှလည်းမိဘတို့ကိုရှေးဥစွာရသောဆွန့်ပေးကြရသောကြောင့်နောက်တစ်ချိန်ပြန်ခံရသောအခါအစဉ်ပြေသောအခါရှိရအစဉ်မပြေသောအခါလည်းရှိတယ်အစဉ်မပြေလို့ဆွန့်မရသောနေသောအခါချို့နေလည်းမဝဘူးမဝမလင်းနဲ့ဒီလိုပဲရက်ဒီဆက်လာခဲ့တယ်နောက်ဆုံးတော့သာဥက္ကာရုံညမှာဆွန့်လမ်းမှန်စားရတော့လဲပဲမဝလျံတော့အချိန်တွေကများလာတော့ပိန်ကြုံပြီးတော့လာပိန်ကြုံလာတော့သတင်းသုံးပေါ်တွေကစကားဆက်မိစရပြောရငါရှင်တင့်မြင်ရတာတင်းရဲ့ကိုယ်ခန္ဓာကတဲကြုံစီပါလားတဲပိန်ပါလားအကျော်တွေလည်းဖြန်းဖြန်းဘယ်လိုဖြစ်တာလုံးသာသနာတော့မပြောလို့လားလို့မေးရတယ်ဒီအခါသူကတပည့်တော်မှာဗျာပြောပါတယ်သာနာပြောပိုက်လုံးလို့မိဘများကမပေးပဲနဲ့ကိုညာကိုဇွတ်ပြုတ်ခဲ့ရတာပါဒါဖြင့်ဘာဖြစ်လို့ဒီလောက်တော့ကိုကြီးကြုံတည်နေရတာလုံးနောက်ဆုံးတစ်ချိန်ပြောကြတယ်နှစ်ချိန်ပြောကြတယ်ပါဇက်ကမထွက်ရဘူးနောက်ဆုံးကြမှာမပြောမဖြစ်တော့ကြောင့်ပွင့်လင်းစွာနဲ့တပည့်တော်မှာဗျာမိဘကြီးဆင်းရဲလုံးလို့
မိဘတို့မကြည့်ရတော့ကြောင့်ဆုံးခံပြီးတော့မိဘတို့တွေးတယ်တွေးလို့သူတို့ကြံလာလေးမှတပည့်တော်ကစားရတော့ကြောင့်ဝါလင်တော်လေးကနဲတယ်ဒါကြောင့်မို့တပည့်တော်မှာအစာမဝတော့ကြောင့်ကိုယ်ခန္ဓာကြုံလိနေခြင်းဖြစ်ပါတယ်လို့ပြောတော့အဲ့ဒီတဲ့ကတဆင်စကားတဆင်ကြားနဲ့တစ်ဖြည်းဖြည်းနဲ့စကားကကြီးလာရောတချို့ကချင်းမွန်းသူလည်းရှိကြက်ရသူလည်းရှိလူလောကဆိုအကြောင်းတစ်ခုပေါ်တယ်ဆိုရင်စဉ်စဉ်စားစားရှိတော်သူလည်းမစဉ်စားတော်သူကตา၍များတယ်အဲ့ဒီတကဘက်နဲ့ဗျာရဟန်းဖြစ်ပြီးတော့မိဘသပိတ်နဲ့ခါသုံးခံတွေ့ရတယ်မတော်တာပဲအဲ့ဒီလိုကြက်ရပြစ်တင်သူကများလာရဟန်းလောကကလည်းရှိလူလောကကလည်းရှိဒါကြောင့်မို့အဲ့ဒီလိုကြက်ရတန်လေးကနေပြီးတော့ရဟန်းဖြစ်လေတဲ့နဲ့မိဘတွေသပိတ်နဲ့သုံးခံတွေ့ရတယ်ရဲ့လို့ဖြစ်မှဖြစ်ရနေခြင်းဒီစကားလေးကတဖြည်းဖြည်းနဲ့မြတ်စွာဘုရားတန်လျှောက်မြတ်စွာဘုရားလျှောက်တော့မြတ်စွာဘုရားရွှေနာတော်ပေါက်သွားရောမြတ်စွာဘုရားရွှေနာတော်ပေါက်တော့မြတ်စွာဘုရားကမိဘကိုတပိတ်နဲ့သုံးခံကြွေးတော်ယဟန်ကဲ့ရဲ့မလို့ချီးမြှောင်းမွမ်းမီတော့တည်းသိကျင်ကြတယ်သိကျင်ကြတော့မြတ်စွာဘုရားလျှောက်ထားသူရှိတော့မြတ်စွာဘုရားကချိုယဟန်ကိုရှေ့တော်ခေါ်တယ်ဥက္ကာလုံးညခေါ်ပြီးတော့ယဟန်သင်သည်မိဘတို့ကိုတပိတ်ဖြင့်သုံးခံ၍ကျွေးတယ်ဆိုတာဟုတ်မှန်လားလို့မေးတယ်ဘေးကလူတွေရောရဟန်းတန်ဃာတွေရောမြတ်စွာဘုရားရဲ့အမိန့်တော်ကိုဘယ်လိုထွက်လာမလဲလို့စောင့်နားထောင်ရဒီကသူကဥက္ကတော်ညကဟုတ်ပါတယ်ဗျာတပည့်တော်ရမိဘများအလွန်ဆင်းရဲကြပါတယ်အိုမင်းမစွမ်းလည်းဖြစ်ကြပါတယ်အိုမင်းမစွမ်းပြီးတော့ဆင်းရဲနေသောကြောင့်တပိတ်မဲ့သုံးခံကျွေးတယ်ဆိုတာဟုတ်မှန်ပါတယ်ဗျာလို့ယောသားပွင့်လင်းစွာဝန်ခံလျှောက်တယ်ဒီကမြတ်စွာဘုရားကသာဓု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 ဒီတိတ်ခတ်တော့ပါဠိတော်မှာလာတယ်တိတ်ခတ်တော့သုံးရင်သာဓုခေါ်တယ်သင်သည်တော်ပေစွာခြေခါပညာရှိသူတော်ကောင်းတို့ရဲ့လမ်းစဉ်ကိုသင်ကျင့်မိတယ်ခြေခါပညာရှိသူတော်ကောင်းတို့ဒီဟိတ်ကြီးတဲ့ဆောင်ဖြစ်တော်လဲပဲဟိမဝန္တာတော်ကြီးတဲ့မှာသတ္တအိုင်အနေ၌နေခဲ့သောဆွတ်ဆွတ်ဖြူသောသတ္တသင်မင်းကြီးတောင်းမှဘင်းလင်းအဟိတိတောင်ပြက်လေခဲ့တဲ့မိဘများကိုလှုပ်ကျွေးမွေးမြူရသွားခဲ့ဘူးတဲ့အဲ့ဒီလိုကြောင်းနဲ့ထောက်သွားဖြင့်သင်သည်ရှေးကပညာရှိသူတော်ကောင်းတို့ရဲ့နေကိုယူပေးတဲ့ငါဖျားဒီပင်လင်းလူစဉ်အခါတုန်းကစိမဝန္တာတော်ကြီးနဲ့မိအိုဖောက်ဖြစ်ကြသောဆင်းမြင့်ဘဝတုန်းကအလုတ်ကျွေးပြုခဲ့ဘူးသေးတယ်အဲ့တော့သင်သည်ငါဖျားရဲ့လမ်းစဉ်ကိုလိုက်ပြီးကောင်းပြီဆိုကောင်းပြီဆိုမြတ်စွာဘုရားကြည်ကြတော်မူတယ်ကြည်ကြတော်မူတော့ဒီနေရာမှာမြတ်စွာဘုရားရှင်ကရဟန်းတန်ဃာတော်တွေကိုကဲ့ရဲ့ကြတယ်တချို့ကမိဘလှုပ်ကျွေးတယ်ယဟန်မိယဟန်လှုပ်ခြင်းဘာဖြစ်လို့မိဘလှုပ်သူမိဘသူ့ချီသူ့လက်နဲ့နေတာမိဘမလှုပ်ကျွေးရဘူးတပိတ်နဲ့ဆုံးခံကျွေးတယ်လွန်လွန်လေအမျိုးမျိုးကဲ့ရဲ့ကြတယ်ကဲ့ရဲ့ကြတယ်မိဘအစ်စ်မိခင်ဖခင်အရင်ပြက်လို့ချင်းယဟန်များခုလိုဆင်းရဲပန်းလောက်ရောက်တယ်လှုပ်ကျွေးကောင်းတယ်မိခင်ဖခင်အရင်ဆိုထားတယ်မိခင်ဖခင်အရင်လှုပ်ကျွေးကောင်းတယ်လှုပ်ကျွေးရမယ်ဒီနေရာမှာမြတ်စွာဘုရားရှင်ကတိတ်ကဖို့ပြညာလိုက်တယ်အနုဇာနာမိဘိက္ခဝေမာတာပိတုနံဓာတုံဘိက္ခဝေจิตာယဟံတို့မာတာပိတုနံအမိဖအရင်တို့အားဓာတုံကျွေးမွေးစောက်ရှောက်ခြင်းကအနုဇာနာမိငါဘုရားခွင့်ပြုတော်မူ၏မိခင်ဖခင်ရင်ရဟန်းဖြစ်တော်လဲတဲ့ပေးကောင်းတယ်ကျွေးကောင်းတယ်တဲ့လှုပ်ကျွေးစောက်ရှောက်ကောင်းတယ်ရှေးကသူတော်ကောင်းလို့လေဒီကဲ့လို့ပြုစုကောင်းတယ်ပြုစုခဲ့ဘူးတယ်ဆိုတဲ့အကြောင်းပစ္စယသင်္ပြူတော်ကြီးအကြောင်းကိုဒီနေရာစကားဆက်လူများကပစ္စယသင်္ပြူတော်ကြီးဖြစ်စဉ်ကတော့ဘယ်ကဲ့လို့ပြုစုခဲ့ပါလဲဗျာလို့လျှောက်ထားတော့ရှေးအကြောင်းကိုမြတ်စွာဘုရားပြန်ဟောတော်မူတယ်ငါဘုရားကိုယ်တိုင်ပင်လင်းလူစဉ်အခါတော့ကဟိမဝန္တာတော်ကြီးတွင်သတ္တံအင်ကြီးအနည်းနဲ့ဆွတ်ဆွတ်ဖြူသောသတ္တံဆင်ဖြစ်ခဲ့တယ်သတ္တမျိုး၌ဆင်ဖြစ်ခဲ့တော့ငါရဲ့မိဘတို့သည်အိုမင်းကြတယ်အိုမင်းကြသောအခါငါသည်မိဘတို့ကျေးဇူးဆက်သောအားဖြင့်နေ့စဉ်မိဘတို့ကိုအစာရှာ၍ကျွေးတယ်တဲ့တောတောင်ထဲကနေပြီးတော့တောငှပြောပန်တောငှပြောဘူးတောငှပြောအိုင်ຢာတွေကိုရှာကြံ၍ကျွေးတယ်တဲ့ဝတဖုတွေရှာကြံလို့ကျွေးခဲ့တယ်သတ္တအိုင်ကရေကိုနှာမောင်းလိုက်ထားပြီးမိဘများကိုရေတိုက်ခဲ့ဘူးတဲ့နာတဲ့အခါဆောင်းရာကြီးမှာအေးချမ်းသောကြောင့်ကူရဲကနေပြီးတော့မိဘများကိုတွဲ၍နေသာလှုံရပြမက်ကိုတွဲထုတ်ပြီးတော့နေသာလှုံသေးတယ်ညနေကျအခါကြတော့ပြမက်ကနေသာလှုံရကတွဲပြီးတော့ကူရဲကိုတွဲခဲ့တယ်
ဒီကဲ့သို့ပဲနေ့စဉ်မိဘများကိုတောက်လျှောက်ကျွေးမွေးခဲ့ဘူးတယ်ဒီလိုကျွေးမွေးနေတော့အခါတခုသောတူသောမုတ်ဆိုးကသတ္တဆင်မင်းကြီးကိုဆွတ်ဆွတ်ဖြူသောလှပသောဆင်ကြီးကိုမြင်သွားသောကြောင့်ထိုစဉ်အခါကရှင်ဘုရင်များသည်တောတောင်၌နေကြသောဝနသာရကမုတ်ဆိုးများသည်ဆင်ပြူတော်တွေ့လို့ရှိရင်ဘုရင်နာတော်ကိုပျောက်ထားရမယ်အကြောင်းကြားရမယ်လို့အမိန့်ထုတ်ထားခြင်းရှိတယ်ရှိသောကြောင့်တခုသောမုတ်ဆိုးကြီးကတစ်ချိန်မှတွေ့ခဲ့တဲ့အကြောင်းဆင်ပြူတော်ကြီးတွေ့ခဲ့တဲ့အကြောင်းရှင်ဘုရင်ထံသွားကြတော့တဲရောကောင်းပြီဒီလိုဆိုလို့ရှိရင်အဲ့ဒီဆင်ကြီးမြင်ခဲ့တဲ့နေရာသင်သည်ဥဆောင်၍သွားလေဒီကဆင်တော်ဘန်းလို့နဲ့တော့ထက်လိုက်မယ်ဆိုတော့ဆင်တော်ဘန်းလို့နဲ့ထက်တွက်လိုက်တယ်ဆင်တော်ဘန်းလို့နဲ့မုတ်ဆိုးလမ်းပြနဲ့သတ္တဆင်မင်းကြီးနေရာသတ္တအိုင်ကြီးအနည်းရောက်လာတော့သတ္တဆင်မင်းကြီးတွေ့ပါရောဆင်ကြီးကျင်ကလက္ခဏာကြည့်တော့ဆွတ်ဆွတ်ဖြူတော့သတ္တဆင်မင်းအာနီရှာနီခွာနီအလွန်အင်္ဂါလက္ခဏာနဲ့ပြည့်စုံတယ်ကြည်လင်တော့မျက်လုံးရှိတယ်လှပတော့နှာမောင်းရှိတယ်ပြောင်းပြေးပြက်တော့တမ္မာတော့အစွဲတော်ရှိတယ်ဧကံလအင်္ဂါလက္ခဏာနဲ့ပြည့်စုံတော့ဆင်ကြံရဲ့လက္ခဏာနဲ့ပြည့်စုံတယ်အာသာဆင်ကြီးဖြစ်တယ်ဒီဆင်ကြီးကိုရောက်ယူကြရမယ်ဆိုပြီးတော့ဆင်တော်ဘန်းတို့ကကျွမ်းကျင်စွာနဲ့ဆင်ကြီးကိုဖမ်းကြရောဖမ်းကြတော့သတ္တဆင်မင်းကြီးကိုဆင်တော်ဘန်းတို့ရဲ့လက်ထဲရောက်လက်တော်ဘန်းတို့ရောက်တော့ဆင်ကြီးဆွဲတော့ဆင်ကြီးကမလိုက်ဘူးမလိုက်တော့လည်းမရဘူးမရတော့နည်းနဲ့ဆွဲသွားတော့ဆင်ကြီးကမျက်ရည်တွေတွေးကြပြီးတော့ဆင်တော်လေးနဲ့ဆင်တော်ဘန်းတို့ရဲ့လက်ထဲကိုဘာလနတိပြည်ကြီးရောက်သွားရဘုရင်နန်းတော်ရဲ့ရောက်တော့ကဆင်တင်းကုန်ထဲမှာအလွန်ဖိုးထိုက်တန်းသောအင်္ဂါလက္ခဏာနဲ့ပြည့်စုံတော့ဆင်ပြူတော်ကြီးဖြစ်သောကြောင့်ဆင်တင်းကုန်ကြေးကြဆောက်လို့ရမယ်အပေါ်ကငွေပေတာရွှေပေတာနဲ့ပြည့်လို့အောက်ကလည်းလှပခမ်းညားသောအလွန်ဖိုးထိုက်တန်းသောဂရီပါရီခင်းလို့ချောမွေသောအသုံးဆောင်လို့ဖြင့်သူ့ကိုပုတ်တိုက်ရမယ်ကောင်းသောအစာကျွေးရမယ်ကျွေးကပြောသည်ကိုပြားရည်လဲလို့ကျွေးရမယ်ဆိုသဖြင့်အလွန်နှစ်သက်ပဲကောင်းသောအစာတွေကျွေးမွေးလို့ကောင်းမွန်စွာပြုစုထားတယ်ပြုစုထားတော့လဲပဲဆင်ကြီးကသူတို့ကျွေးတဲ့အစာမစားဘူးမျက်ရည်နဲ့တွေကြလို့နေတဲ့ဒီနေ့လည်းမစားရေလည်းမတော့အစာလည်းမစားပြတ်ဆင်တော်လေးတို့ကဆင်ကြီးသတ္တဆင်မင်းကြီးဆင်မျိုးတော်ကြီးအစားစားပါဘုရင်မင်းမြတ်ကအလွန်တင့်သက်ပါတယ်မြန်လို့တော်မူပါတယ်ဘုရင်ရဲ့နန်းတော်ရဲ့အစာတွေအလွန်ကောင်းမွန်ပါတယ်ချုံမြိန်ပါတယ်အမျိုးမျိုးပြောတော်လဲဘယ်တော့မှအစာမစားဘူးဒီနေ့လည်းအစာမစားဘူးဒီနေ့လည်းအစာမစားဘူးဒီနေ့လည်းအစာမစားဘူးသုံးရက်တိုင်အောင်အစာမစားရေမစားဖြစ်လာတော့ခါကန့်ခက်ပြီးဘယ်နဲ့လုပ်ကြမလဲဒီတိုင်းဆိုလို့ရှိရင်တော့ဒီလိုဖြစ်ပါမလားဘုရင်ကိုတော်တိုင်းလာရကြည့်မယ်သတ္တဆင်မင်းအသင်ဆင်မင်းကြီးကိုကျွန်တော်နှစ်သက်ပါလေမြတ်နိုးပါလေနန်းတော်ထဲနဲ့ကောင်းမွန်စွာချင်းမြောက်လိုသောရောက်ခန်းလေးထားခြင်းဖြစ်ပါတယ်သင်ကိုကောင်းမွန်စွာလုပ်ပြပြုစုပါမယ်ဒီမှာပျော်ပိုက်စွာနေပါလို့ဆိုတော့ဘုရင်မင်းမြတ်ပြောတဲ့စကားကြတော့သတ္တဆင်ကြီးကလူစကားပြောတယ်လူစကားပြောတယ်နိဗ္ဗာန်တော်မှာလာလူစကားဘယ်လိုပြောလဲဆိုတော့ငါဒီမိဘအိုများကိုလှုပ်ကျွေးနေသူဖြစ်တယ်မိဘများအိုမင်းခဲ့ပြီမျက်စိကလည်းပြေးကြပြီငါမရှိလို့ချင်းမိဘတွေဘယ်သူကလုတ်ကန်ကျွေးမတော့ငါကတောတောင်ထဲကနေပြီးတော့သူတို့အစာကိုရှားတယ်တောငပြောသည်တွေရှားတယ်တောငပြောကန်ငပြောဘူးများကိုရှားတယ်ကြားဆွဲကြားရဲများကိုရှား၍ကျွေးခဲ့တယ်ရေကိုဆောင်းရတိုက်တယ်ငါမရှိတော့ကဘသူကရေတိုက်မတော့ဘသူကစားချာကျွေးမတော့နာနဲ့အခါချမ်းရတော့ကနေသားကိုထုတ်၍နေသားလှုံသေးတယ်ညနေကျန်အခါအေးချမ်းတော့ကြောအပြင်ကနေပြီးတော့တွဲ၍ကူတဲ့သွင်းခဲ့တယ်ငါမရှိတော့ခါဒီလုတ်တယ်ဘသူလုတ်မတော့ငါရဲ့မိဘတွေအကုန်လုံး၆ထပ်ပြီးတော့တေးရှာကြတော့မဲအဲ့လာဒီကိုငါတွေးပြီးတော့ပူဆွဲတော့ကြောအစားမစားနိုင်ဘူးဘယ်လိုမှနန်းတော်တဲ့ဘယ်လိုထားလို့မှငါမပြောနိုင်ဘူးငါ့ကိုတော့မိဘတို့ထမ်းလုတ်ကျွေးဝဲပြုပါမိဘတို့ထမ်းလုတ်ကျွေးပြုစုရအောင်ငါ့ကိုခိမဝန္တာတော်တဲ့ကသတ္တအိုင်နိတော်ခဲ့ကိုလာငါပြန်ပို့ပေးကြပါငါဒီမှာထားလို့ရှိရင်ငါလည်းသေမယ်မိဘနှစ်ပါးလည်းသေမယ်အဲ့တော့မိဘနှစ်ပါးနဲ့တို့ကတို့အားလုံးမသေးသေးလို့ရှိရင်အခြားနည်းဘာမှမလျှောက်ထားပါနဲ့ငါ့ကိုတော်ရဲ့ပြန်ပို့ပါလို့လူစကားဖြင့်ပြောတယ်အဲ့ဒီမှာဩအဲ့ဒီတဲ့ဆံဖြတ်တော်လဲဆင်မျိုးတော်ကြီးဒီအလွန်လိမ္မာရှားပြီးတယ်မိဘကျေးဇူးတဲသိတတ်တယ်တို့ကမိုက်မဲရကြဟုတ်ပဲရဲ့ဘုရင်ကလည်းအမျောမြင်ရှိတော့ပြီကောင်းပါပြီသင်ဆန္ဒတယ်ကျွန်တော်ပြန်ပို့ပါမယ်ကျွန်တော်တို့မှားမိလားမှားမှားရွားရွားအလိုရှိလို့ဖမ်းမိပြီဒီ၌
ချီးတုပ်ရခေါ်ခဲ့ဒီကိုဖွင့်လွတ်ပါလို့တောင်းပန်ပြီးတော့ကောင်းမွန်စွာပြန်ပြီးတော့ပို့လိုက်ရတယ်ပို့တဲ့ခါကျမှဘိုးကြမှာမြေရေးသေးသိလို့ကိုင်းမိပါများယနေ့ကသောက်ရင်လွတ်ကျွေးတော်မယ်ဆိုပြီးတော့အသာမစားရတဲ့ရက်တွေရေးမသောရတဲ့ရက်တွေအဲ့ဒါဒီကိုအတိုးချပြီးတော့ရေးသေးဆောင်းပြီးတော့တိုက်တယ်အသာတွေရှားပြီးတော့ကျွေးပြီးတော့အဲ့ဒီကတက်ရှိသမျှကာလပတ်လို့မိပါလို့လွတ်ကျွေးသွားတယ်ငါဖရာတောင်းမှနှုတ်စဉ်ကားလုံးကမိပါကိုလွတ်ကျွေးခဲ့တယ်တဲ့တိုင်းမို့သင်တို့ဒီလူလောကနဲ့နေကြသောသူတို့ကြီးမိဘရှိကြလူရလို့ဖြစ်ရင်မိဘရှိရတယ်မိဘကျေးဇူးကိုသိရမယ်မိဘကိုလှုပ်သွေးရမယ်လူလောကကြီးလူတို့တချို့ကလိမ္မာကြတယ်တချို့ကမိုင်မဲကြတယ်လိမ္မာသောသူများသည်မိဘလှုပ်သွေးကြမှသိရဒါကြောင့်မို့ရောမေသောမိဘကျေးဇူးအထိုးသီတာပြင်ခဲ့သို့သောသာကောင်းသမီးမြတ်သည်မာတရံဝါမြင့်မိုးနှိုင်းစမကပြန်ကျူဂုံရောင်မြူးသည့်ကျေးဇူးတော်ရှင်မွေးမိခင်ကို၎င်းပိတရံဝါမြင့်မိုးနှိုင်းရှင်ဂုံရင်ပြန်ပြောမိဘတူတဲ့နေရာမှာမြင့်မိုးတောင်နဲ့နှိုင်းရှင်ထားတယ်အဲ့ဒါကြည့်ကြမြင့်မိုးတောင်ဆိုယူဇနာပေါင်း7400နှစ်ပြန်ဆောင်တာဒါကြောင့်မို့မြင့်မိုးနှိုင်းရှင်ဂုံရင်အနန္တောပြော၍မပြီးကျေးဇူးကြည်လာမွေးဖကို၎င်းဓမေနမင်္ဂလာတရားမမှားမဆောင်လံကောင်းမချော်တရားတော်နှင့်အညီဘောတတိကိုအင်ထောက်တွေး၍လှုပ်သွေးမွေးမျိုးချင်းပြုပေ၏တဲ့ဣဒဤပစ္စုပန်လောကလူဘဝ၌ပင်လင်းနန်းထိုမိဘကျေးဇူးအထူးသာကောင်းသမီးမြတ်ကိုပါဏိတာလိမ္မာမြင်သည့်ပညာရှိတို့သည်ပတံတန်တိတော်ပေဤတော်ပေဤကိုချီးမွမ်းခြင်းပြုကြ၏ပစ္စုပန်လောကလည်းမိဘလှုပ်ကြွေးတယ်ချီးမွမ်းခြင်းပြုကြတယ်ပစ္ဆတမလွန်လောကနောက်ဘဝ၌တည်တဲ့လူတည်ပြီးနောက်ဘယ်ဖြစ်တယ်လဲမိဘကျေးဇူးတဲ့သူဟာတက်ကေတဲ့တက်ကေဘယ်သွားလဲဆိုတော့ဘုံတာဝတိဂုံရှိန်ပြန်ပြောဂုံရှိန်ပြန်ပြုကျေးဇူးကြီးလာတယ်သူမိဘလို့ကျေးဇူးရှိတယ်လူတွေကသူများနဲ့မတူတာဝတိသာနတ်ပြည်ကရောက်ဖို့တေးကြတယ်နာများလို့ပြောပါစမ်းရာထက်နှရွာ၌ပမောဒတိမွေ့လျော်ရဤသွားကပမောဒတိဝမ်းမြောက်ဝမ်းသာချမ်းချမ်းသာသာမပင်မပန်းချမ်းချမ်းသာသာမွေ့လျော်ပျော်မျိုးရာမြဲဖြစ်တည်းဒါရိုးရိုးလက်စကားနော်မိဘကျေးဇူးဆက်ကြမိဘကျေးဇူးဆက်ကြမိဘကျေးဇူးဆက်ကြမိဘကျေးဇူးဆိုဒီမှာအချင်းရှိပါဒါကပြီးတတ်လိုက်မယ်မိဘကျေးဇူးဆိုဒီကအလွန်များပြတယ်မိဘကျေးဇူးနဲ့ဆက်လို့မိဘလူတို့သည်အထက်ကရေတော်အောက်စီးရိုးထုံးစံရှိတော်လဲအောက်ကရေကအပေါ်ပြန်စီးရိုးထုံးစံမရှိဘူးဆိုတော့စကားကဲ့သို့မိဘများကတော့သားသမီးကိုတန်ရောစဉ်ကြည်ကြတယ်သားသမီးတွေကမိဘကျေးဇူးဆက်ရမှမသိမိဘတန်ရောစဉ်တွေ့ရမှမသိသုတ်ကခဲ့မှာမိုက်ကန်းကနေအလွန်ရှိတယ်မိဘမေတ္တာနဲ့ဆက်လို့ရှေ့ကတကဘုန်းကြီးအာတံပြည်တဲ့ခရီးထွက်သွားတဲ့ကဒွါမရာမြတ်စွာရောက်ခဲ့တယ်ဒွါမရာမြတ်ရောက်တော့အချိန်ကကိုယ့်ဘက်ကနေကြီးလေးတောင်လန်းကြီးမိုးကြီးကြီးစွာရွာတယ်ကြီးစွာမိုးကြီးကရွာသောကြောင့်မိုးကြီးတန်ကြောင့်တောင်တွေပြိုကျပြီးတော့တောင်တော်ပေါ်မှာနေကြတဲ့ရွာတွေညာတွင်းကြီးရေတဲ့မျောပါလာတယ်လူများကအိတ်ဆက်နေချိန်မှာရုတ်တရက်တောင်ရရေတွေကြောင့်ရွာတွေမျောပါလာတော့လူတွေတခါတည်းအိပ်ပျော်ရင်းမှจะရေတဲ့မျောပါလာကြတယ်လူတွေအလောင်းနေတဲ့ထူးထူးခြားခြားမြင်ရတဲ့မြင်ကွင်းတစ်ခုကမိခင်သားလေးရင်ခွင်ပိုက်လို့သားလေးရင်ခွင်ပိုက်ပြီးတော့ရေတဲ့မျောပါလာတဲ့အလောင်းတစ်ခုတွေ့ရတယ်သားကလည်းသေပြီးပြီမိခင်ကလည်းသေပြီးပြီအသက်မရှိတော့သေးနေတာတော့မှသားလေးရင်ခွင်ပိုက်ရင်ရေတဲ့မျောပါလာတော့သေရင်ကသေပဲစီသားကလေးကိုတော့ရင်ခွင်ကတော့မလွတ်ဘူးသူကသဘောနဲ့မိခင်တို့မေတ္တာနဲ့သားလေးကြက်ပါအောင်ဆုတ်ထားရင်ရေတဲ့မျောပါပြီးတော့သေလိုက်တာအသေးရဲ့နဲ့ကိုသားလေးကိုရင်ခွင်ဆုပ်ရင်သေသွားရှာတယ်မိဘမေတ္တာအဲ့လိုဒီမြကြီးမားတယ်နော်မိဘတို့ကသားသမီးပေါ်ဒီမှမေတ္တာကြီးကြတယ်လူငယ်တွေကမသိကြဘူးတခါကတရုတ်နဲ့ဂျပန်အချိန်ကြာကြီးတိုက်ပွဲဖြစ်ခဲ့ကြတော့ကချုံကင်တိုက်ပွဲဆိုတာရှိချုံကင်တိုက်ပွဲဆိုတာညတိုက်ပွဲကြီးမှာဟိုဘက်ဒီဘက်ပြက်ကြခတ်ကြတော့လူတွေကအိပ်ပျော်နေတော့မိခင်တဝုဒီသားငယ်ကိုရင်ဝင်ပိုက်၍အိပ်ပျော်နေတယ်ရိုင်းဖဲတနာကြီးနောက်ကျောကမှန်တော့
မိခင်ကကိုခါကနေပြီးတော့ဖောက်ထွက်သွားတယ်ဖောက်ထွက်သွားတော့ဟိုဘက်ကကြည်သံချင်းရောက်သားလေးကလွင့်ရင်ဝင်တွေကလွင့်ကြသွားတော့ကလေးကအောငိုတာအောငိုတော့မိခင်ဒီသွေးတန်ရဲရဲနဲ့ကိုကတော့ဖြုတ်ဝဲပေါက်ထားပြီးပေါက်လို့ရင်ဝင်ကလည်းသွေးတွေကဖြာကြနေတဲ့သေမဲစောမျောနေရင်ကတော့မှငိုသောကလေးတံကိုရွေ့ရှားပြီးတော့လိုက်ပြီးတော့ဖမ်းရှာသေးတယ်လိုက်ဆောင်လက်ကလေးလေးကိုစမ်းပြီးတော့မောင်မိုက်တဲ့စမ်းဖမ်းရင်းနဲ့နေပြီးတော့မိခင်မျောပြီးတော့သေသွားရှာရတယ်မိဘမေတ္တာဒီမှာကြီးတယ်ဒုတိယကဘာဆက်ကြီးဖြစ်စဉ်အခါလုံးကဘုန်းကြီးမြင်ကွင်းတစ်ခုကျုံခဲ့ရတယ်ထိုချိန်ကဘုန်းကြီးကကမာရော့6မှန်ခြံထဲမှာနေတဲ့တစ်ချိန်ကဗမာရဝေးမြေသားစိတ်ယုံကြီးလာပြီးတော့ဘုံချတယ်နေ့စဉ်လာနေကြတော့ခါပြန်2နာရီ1နာရီကျော်2နာရီဒီချိန်မှာလာတယ်3နာရီလာတယ်အဲ့ဒီနေ့မှာတော့ထူးထူးခြားခြားလေမြန်တွေကရန်သူလေမြန်တွေက7နာရီကြီးလာတယ်ထိုချိန်ကလူတွေဟာဂျပန်တွေကနဲ့အလုပ်ပြီးပြီးအလုပ်လုပ်ကြတယ်နွားတွေလှဲတွေနဲ့နေကြတယ်ကားမရှိနွားတွေလှဲတွေနဲ့ဘွားတိုက်ရားတိုက်နဲ့လူတွေကဒါပဲထမင်းလုပ်ပြီးစားကြတယ်ပြီးတော့လေမြန်မလာခင်ဆိုအိမ်ပြန်ပြီးတော့ခတ်သွက်စောပြုတ်ပို့စရာရှိတဲ့ပစ္စည်းပို့အိမ်မျိုးနေ့စာ7နာရီအိမ်ပြန်ထမင်းစားကြတယ်အဲ့လိုအစီအစဉ်ရှိတယ်ဒီနေ့အိမ်ပြန်ထမင်းမစားကြသေးဘူး7နာရီချိန်လှဲတွေနွားတွေနဲ့အင်းစိန်ဘာမှလိုဝဲန်းသေးတောင်းပြီးတော့အလုပ်လုပ်ကြတော့အချိန်ရန်သူလေမြန်များမဟာမိတ်လေမြန်တွေကအုပ်ကြီးနဲ့ချီပြီးလာချလိုက်တဲ့ဘုံတွေအောက်မလေးတောက်လဲသေလိုက်ကြတာလူတွေနွားတွေရောနောက်ရန်သူလေမြန်ရှင်းသွားပြီလို့အေးအုပ်ပွဲဆွဲတဲ့အတန်ကြတော့ဘုန်းကြီးကမားရ6မှန်ခြံထဲကနေပြီးတော့လူတစ်ချောင်းဆွဲပြီးတော့ထွက်သွားတယ်အပေါ်ကောလို့ရှိရင်ခေါ်မခေါ်ဘူးဘုန်းကြီးသိတာလေသွားတာလေသူများမသိသေးသိလို့ရှိရင်လေသူများကတားမှာဘုန်းကြီးကတတ္တိပြတ်တိဓမ္မအခြေအနေသွားကြည့်အောင်မယ်ဆိုပြီးချင်းချင်းလျှောက်သွားအဲ6မှန်ခြံထဲကထွက်သွားတဲ့ခါကျတော့သမိုင်းကုန်းရွာဟိုဘက်ကျော်ပြီးတော့ဟိုဘက်ကျတော့အခုတော့ကျော်ကုန်းရွာလေးတဲ့ကဖြတ်ပြီးတော့နောက်ဘက်ထွက်လိုက်တော့နောက်ဘက်ကကွင်းပြင်ကြီးရှိတယ်ဗမာတကွေစိတ်ယုံကြီးအရှိဘက်ကကွင်းပြင်တေးပင်ကြီးတွေနဲ့ကွင်းပြင်ကြီးထဲမှာကလားကြီးကနွားကြောက်နေနွားအုပ်ကြီးဖွေးလို့နွားကြောက်နေတော့မမျောလင်မဲနဲ့ရန်သူမဟာမိတ်လေမြန်ကြီးကအုပ်ကြီးနဲ့ချီးလာပြီးတော့ဘုံနေချတယ်နွားကြောက်နဲ့ဟိန္ဒူကလားကြီးနဲ့ကြပြားကြီးကတစ်ပင်ကြီးကပ်ပြီးတော့တေးပင်ကြီးကတ်နေချတယ်ရဲပင်ကြီးကတ်နေတဲ့ဘုံကြီးကချလိုက်တော့ဘုံကြီးဘုံစံကြီးတွေပေါက်တော့တစ်ပင်ကြီးရဲပင်ကြီးကတ်နေတဲ့ဟိန္ဒူကလားကြီးလည်းခါမှန်လို့ခါကြီးကွဲပြတ်ပြီးတော့တုံလုံးပက်လက်ကြီးသေးနေချတယ်အဲ့ဒီထက်ကြောင်းနေတဲ့ကလားနွားတွေလည်းသေးနေလိုက်ကြတာဖွေးလို့လူတွေလှဲသမားတွေရောနွားတွေရောကျိုးရဲ့ရောသေးကြပြစ်ကြမလျောက်ပတ်တဲ့မြင်ကွင်းတွေတို့လမ်းညိုတွေပေါ်လဲဥပင်တွေကသွားစင်းပြန်နေဘယ်ဟာနွားသားဘယ်ဟာလူသားမသိဘယ်ဥပင်ကလူဥပင်ဘယ်ဟာကနွားဥပင်မသိဘူးအဲ့ဒီထဲဘုန်းကြီးမြင်ကွင်းကြီးတစ်ခုပြောကြည့်လို့မြင်ကွင်းတစ်ခုကဒီနေရာမှာဟိန္ဒူကလားကြီးသေးနေတာရဲ့မလှမ်းမကန့်ဘူးနွားမကြီးတစ်ကောင်ကမျိုးတွေနဲ့မွေးဖွားကနီးငယ်ဆဲတဲ့ရင့်မာနေတော့ကိုဝင်ကြီးနဲ့နွားမကြီးရဲ့ဘိုက်ကိုဘုံစံကြီးထိမှန်တယ်ဘုံစံကြီးထိမှန်တော့နွားမကြီးကပြက်လဲလိုက်တာကြလို့ဝန်းထဲကကလေးကအဲ့ဒီဘုံစံမှန်တဲ့အပေါက်ကထွက်ကြသွားတယ်ထွက်ကြသွားတဲ့ဟာလေးကိုထွက်ကြသွားလဲဆိုနွားမကြီးကမသေးခင်သူ့ကလေးလေးထွက်ကြသွားလာသိတော့တေးမဲ့ဆဲကိုအဲ့ဒီနေရာကိုကြီးမရမကလှုပ်ရှားပြီးတော့ထွက်ကြတော့ကလေးကိုလှမ်းပြီးတော့ရှာနေရက်ရှာသေးတယ်ဘုန်းကြီးမျက်စိရှိတယ်ရှာနေရက်ပြီးတော့ရဲနဲ့နေပြီးတော့နွားမကြီးတေးသွားရှာတယ်ဩမိဘမေတ္တာများကတော့သာသမီကိုဒီဖြတ်ကြည့်ကြတယ်တန်ရောခုခက်လူငယ်တွေကမိဘကျေးဇူးမသိကြဘူးမိဘတွေတော်လန်းကြတယ်မိဘစကားနားမထောင်ကြဘူးမိုက်မဲလောက်ကြတယ်မိဘစိတ်မချမ်းသာအောင်ပြောကြတယ်ဆိုကြတယ်ဒါကြောင့်မို့လူငယ်တွေဟာအသက်လက်တိုးကြတယ်ချမ်းသာမှုလည်းမရှိဘူးသွားကြရသွားဘယ်သွားလို့သွားမှမသိအဲ့ဒီလိုမိုက်မဲကြတယ်လူငယ်တွေသူတို့လောကကြီးလူငယ်လောကကြီးပြည့်စည်နေဒါကြောင့်မို့သင်တို့ဒီယနေ့ကစရင်မိဘကျေးဇူးကိုဆက်ကြမိဘကျေးဇူးကိုဆက်နိုင်တယ်မြတ်ဆက်ကြမိဘကျေးဇူးမဆက်နိုင်သေးကမှုမိဘစိတ်မချမ်းသာအောင်မလုပ်ကြနဲ့မိဘကျေးဇူးအလွန်ကြီးမားတယ်ဒီအကြောင်းကိုသိကြစေခြင်းအကျိုးကယနေ့မာတုပောဒထဇတ်ကိုဟောခြင်းဖြစ်တယ်နော်ဒီတရားကိုဒီမင်္ဂလာပြုအသင်းတိုက်တရားဟောတဲ့ကတရားတော်ကြီးဘုရားအချိန်ရသမျှအချိန်ယူပြီးတော့မိဘလူကျွေးတဲ့ဇတ်ဟောကြားလို့မူပါလို့တောင်းပန်ထားတယ်အဲ့ဒီစကားလက်ခံပြီးတော့ယနေ့ဒီတရားဟောခြင်းဖြစ်တယ်နော်နတ်ပါညလည်းပဲမိုးကောင်းဖရာတရားပွဲရှိတယ်နတ်ပါညအဲ့ဒီမှာတရားဟောမယ်အဲ့ဒီနောက်တညမှာကဘာအေးမှာတရားဟောရကဘာအေးဘုန်းကြီးကြောင့်ပါမစိုးရင်လိုက်ဟောမယ်အဲ့မှာတရားတစ်မျိုးဟောမယ်
ဆက်ခါနော်ကံကောင်းကြတယ်တို့ရန်ကုန်သူရန်ကုန်သားတွေကံကောင်းကြတယ်ဘေးအန္တရာယ်ကင်းဖို့လည်းဘုန်းကြီးကပရိတ်တရားတွေနဲ့လူတွေပါအကုန်လုံးမွန်းပြီးတော့နေတယ်လောကကြီးရဲ့အရှိရဲ့နောက်ရေးကိုလည်းဘုန်းကြီးသိတယ်မြတ်ပြောသွားတယ်စိတ်ချမ်းသာအောင်လုပ်ဘုန်းကြီးကလူလောကကြီးစိတ်ချမ်းသာအောင်လုပ်ဖို့လာခဲ့တာနော်ဘုန်းကြီးအခုပြီးမှပဲခီးထွက်လာချက်ဒီငွေကြေးအထူးခံဖို့လာတာမဟုတ်ဘူးပစ္စည်းအထူးခံဖို့လာတာမဟုတ်ဘူးပူဇော်ကြော့ခံဖို့လာတာမဟုတ်ဘူးလူလောကကြီးတတ်နိုင်တယ်မြတ်မိမိကိုကြီးစောင့်ရှောက်သွားမယ်ဟူသောရည်ဝဲချက်နဲ့လာခဲ့ခြင်းဖြစ်တယ်နော်ယခုတရားပွဲသိပြီးတော့ကလည်းဒီချိန်ဒီနေရာကစပြီးတစ်မျိုးလုံးမိဘေးစပြီးအန္တရာယ်ကင်းလို့ပေးရပွဲကြီးဖြစ်မယ်နော်ခုတရားပွဲအပြီးတတ်တော့မယ်တရားပွဲညီကုန်းချုပ်လိုက်ကြဥက္ကခံတော်ဝသံသာရောကာမဂုဏေဟိသံယူတော်တတော်ဟံမောသနံဓာနိသရိတာမိပမောဒယံသံသာရောအဆုံးကိုလည်းမမြင်အစကိုလည်းမထင်ယင်လီကစုံမျောကြရတဲ့ဘုံလောကအန္တဝါဤတန္တရာကြီးဒီကကာမဂုဏေဟိငါးပြာအာယုံကာမဂုဏ်အရှုပ်တရားယုတ်တော်တင်တန်ယူတော်ဘယ်ဘုံဘယ်ဘဝမှာမှအစတတ်၍မဆုံးနိုင်တခိုင်တည်းခိုင်မြဲရှင်တွဲပေါင်းစားအကြောင်းမပြတ်သည်ဖြစ်၍ဒုက္ခခံတော်ဝါဒုက္ခဟူ၍မြုံဝဲမတန်းချမ်းသာကင်းစေဆင်းရဲတုံဆင်းရဲခဲ့ကြီးအစမှန်ဖြစ်၍နေတော့ဒီသာလင်ဒီဒါနီဣဒာနီဖျားဆုံးမဩဝါဒကိုခန္ဓာတေချာကောင်းစွာနာကြားမှတ်သားရပြီးဖြစ်သောယခုလိုဤအခါမျိုး၌တတော်ထိုဒုက္ခပေါင်းနှောင်ရင်ကြီးတွင်မှလွတ်ကင်းသည့်ပမာချမ်းမြေ့ကြည်လင်စွာဖို့ဘုရားတရားလို့သိပြီနော်ယနေ့တည်တော့ချင်းကားစရတို့မိုက်မှားတဲ့လမ်းစဉ်တွေပယ်ကြဆိုရဲ့မိဘကျေးဇူးမသိတဲ့စိတ်ဒီအတိတရားဝင်ကြဆိုရဲ့သာသမီများကိုလည်းငြင်းငြင်းသာသာဂိုင်းတွဲငြင်းငြင်းသာသာပြောဆိုရဲ့ဒီစပ်ကိုတွင်းကြမိဘကျေးဇူးသိရမယ်မိဘမပြတ်မှားဘူးငေါငါမပြောကြနဲ့ချိုသာသောစကားကြီးမင်းညကပြောတဲ့ကြားရည်တစ်သက်မုတ်ခါရည်စကားလမ်းနဲ့ရင်တောင်ရနဲ့ပြေးရောက်တဲ့ဘုရားစကားကငြင်းငြင်းသာသာပြောနှုတ်ချိုးကရှိုးတစ်ပါးစကားမချိုသာလိုရာအမှုမပြီးစီသို့သောဝိရိုးရဇတ်တော်လာသောစကားကဲ့သို့သာသမီဆုံးမတော့ကချိုးချိုးသာသာပြောကြသာသမီဆုံးမရဆုံးမရမှာငေါငါမပြောနဲ့ရိုက်နဲ့မဆုံးမနဲ့လူဆိုတာရိုက်နဲ့ဆုံးမရတာအလေးမဟုတ်ဘူးတချို့မိဘတွေကပြောမရရိုက်မယ်နဲ့ဆုံးမကြတယ်အဲ့ဒါမိဘမိုက်တယ်သူတို့ကိုယ်တိုင်ကအချိုးမကြဘူးသူတို့ကိုယ်တိုင်ကအချိုးမကြတော့သာသမီတွေဘယ်ချိုးကြမှာလို့ချိုးသာသောစကားနဲ့ပြောရမယ်ချိုးသာသောစကားဖြင့်ညင်တွဲညင်ညင်သာသာကြိုက်တွဲရမယ်ညင်ညင်သာသာပုံသွင်းရမယ်မှတ်ထားကြဒါကြောင့်မို့သားလေးသမီးမှမလဲရိုက်နဲ့ဆုံးမသောမိဘရဲ့သားသမီးလိမ္မာလာလိမ့်မယ်မထင်နဲ့မှတ်ထားကြနော်နွားလိုပုံသွင်းတော့နွားလိုဖြစ်ကြမှာဒါကိုကိုယ့်ဘက်ကချုံရင်းချက်ကိုလည်းကိုယ့်ဘာကိုသိကြဒါမို့မိဘကျေးဇူးအထူးသိကြရမယ်ဒါကြောင့်ဒုက္ခခံရောဝဒုက္ခဟူ၍မြုံဝဲမတန်းချမ်းသာကင်းစေဆင်းရဲတုံဆင်းရဲခဲ့ကြီးအစစ်မှန်ဖြစ်၍နေတော့ဒီသာလင်းကြီးဒါနီဣဒာနီဖျားဆုံးမဩဝါဒကိုခန္ဓာသေးချာကောင်းစွာနာကြားမှတ်သားရပြီးဖြစ်သောယခုလိုဤအခါမျိုး၌တတော်ထိုဒုက္ခပေါင်းနှောင်ရည်တွင်မှလွတ်ကင်းသည့်ပမာချမ်းမြေ့ကြည်လင်စွာစရိတ်သာမိကြောက်ရွံနှင့်နောက်တွန်လို့မဆုတ်တမ်းအယောပဲကြေအရေးပဲခန်းယောက်ျားမြတ်တို့အားစွမ်းဖြင့်တကယ်တမ်းကြိုးပမ်းအထုတ်ပါတော့သတည်း